ကျွန်တော်နားနေခန်းထဲမှာနားနေတော့ CEO ရဲ့အမျိုးသားလက်ထောက်ကရုတ်တရက်တကားကိုတွန်းဖွင့်ပြီးဝင်လာတယ်အတိဝင်တဲ့ကောင်ကုမ္ပဏီထဲရောက်ခါစားရှိသေးတယ်ဒီမှာလာပြီးခိုးနားနေရတယ်ပေါ့လေမင်းကဘာမို့လို့ဒီလောက်တောင်အရေးတကြီးနားနေရတာလဲမေလာတရက်နဲ့အလုပ်သမားနေ့ကစပြီး9ရက်ဆက်တိုက်ရုံးပိတ်ရက်မှာငါတို့ဌာနကတယောက်ယောက်ဂျူတီဆောင်ဖို့လိုတယ်မင်းပဲဆောင်လိုက်တော့9ရက်လုံးလုံးအချိန်မှန်ရောက်နေရမယ်ကျွန်တော်ခဏအံ့ဩသွားပြီးစကားပြောဖို့ပြင်လိုက်ရုံရှိသေးတယ်သူကမျက်မှောင်ကြီးကျုပ်ပြီးကျွန်တော်ကိုအထက်စီးကနေစိုက်ကြည့်ရင်ဆက်ပြောပြန်တယ်လူငယ်ဆိုတာဒုက္ခခံနိုင်မှာပေါ့ကိုဂျူတီဆောင်ရတာအချိန်ပိုကြေးမရဘူးဆိုပေမဲ့မင်းအတွက်လေ့ကျင့်ခန်းလုပ်ဖို့အခွင့်ရေးရတာပဲဘလောက်တောင်များတဲ့လူတွေကဒီအခွင့်ရေးကိုတကောက်ကောက်လိုက်တောင်းနေကြလဲသိလားမင်းကအခွင့်ရေးပေးတာကိုမတိတက်လိုက်တာဒီ9ရက်အတွင်းမှာငါတို့ဌာနတစ်ခုလုံးရဲ့အလုပ်တွေကိုမင်းတယောက်တည်းပြီးအောင်လုပ်မလုပ်နိုင်ရင်နောက်တစ်ခါရုံးကိုလာမနေနဲ့တော့ကျွန်တော်လုံးဝအံ့ဩမြင်တက်သွားမိတယ်ကျွန်တော်ကိုဂျူတီဆောင်ခိုင်းနေတယ်ဒါပေမဲ့ကျွန်တော်ကသူတို့ကုမ္ပဏီကဝန်ထမ်းမဟုတ်တာကျွန်တော်ကကျွန်တော်ရဲ့စစ်ဆက်ရမယ့်သူကိုလာပြီးအကဲခတ်စစ်ဆေးနေတာပဲလေဘာလို့အန်အောကြည့်နေတာလဲမြန်ထွက်သွားပြီးအလုံးမလုပ်ပဲဘာလုပ်နေတာလဲကျွန်တော်ဘာမှပြန်မပြောရသေးခင်မှာတင်ကျိုးရွှန်းရဲ့စူပူအော်ဟစ်တန်ကကျွန်တော်ကောင်းပေါ်ကိုထပ်ပြီးမိုးရွာတယ်လို့ကြလာပြန်တယ်သူကကျွန်တော်ကိုအထက်အောက်ဆုံဆန်ကြည့်ပြီးမျက်လုံးထဲမှာယုံရှာမုန်းတီးတဲ့အရေးအယောင်တွေနဲ့ရုပ်ကလေးကဖြူဖြူချောချောနဲ့ကုမ္ပဏီထဲဝင်လာပြီးငါကြီးစားကိုမြူဆွဲခြင်းလို့မဟုတ်လားဟင်းခြေလမ်းမှန်မှန်နဲ့အလုပ်ကိုအေးအေးဆေးဆေးလုပ်စမ်းပါနောက်ခါကျရင်ကုမ္ပဏီကိုမော်ဒယ်တွေလိုဝတ်ပြီးမလားနဲ့ကျွန်တော်တတိလက်လွတ်နဲ့ကိုပြန်ကုန်းကြည့်ပြီးတော့အင်ဂျီအဖြူနဲ့စတိုင်မင်ကိုဝတ်ထားတာပဲဒါကစံပြရုံးဝတ်စုံပဲလေဘယ်နားမှာထူးဆန်းနေလို့လဲပဝင်းကျင်ကလူတွေဟာသူ့ရဲ့အော်တန်ကြောင့်အာယုံရောက်လာကြပြီးအတန်ကိုနှိမ့်ကတီးတိုးပြောနေကြတော့တယ်တနာစရာပဲဒီလူတစ်ကရောက်ခါစားရှိသေးတယ်ဘလို့ဖြစ်ပြီးလက်ထောက်ကျိုးရွှန်းနဲ့တွားတိုးရတာလဲလက်ထောက်ကျိုးနဲ့ CEO ရဲ့ဆက်ဆံရေးကမယိုးရှင်းဘူးဆိုတာဘယ်သူမသိပဲနေမလဲသူကအရှိန်ဝါအကြီးကြီးပဲလေကုမ္ပဏီထဲကိုလူကျော်လူလာရောက်လာတိုင်း CEO ကိုလာမြူဆွဲတယ်လို့သူကထင်နေတာအခုတော့တွားပြီးရုံးပိတ်ရက်9ရက်လုံးအလုပ်ထဲမှာပဲအချိန်ကုန်ရတော့မယ်ဘေးပတ်ဝန်းကျင်ကတယောက်တစ်ပေါက်ပြောနေကြတဲ့အတန်တွေကကျွန်တော်နားထဲဝင်လာတော့ပို့ပြီးတော့တောင်ရေးစရာကောင်းတယ်လို့ခံစားလိုက်ရတယ်မကြသေးခင်ကကျွန်တော်တို့ကုမ္ပဏီကဈေးကွက်ချက်ထွင်ဖို့လုပ်နေတာမို့အလားအလာရှိတဲ့ပူးပေါင်းဆောင်ရွက်မဲ့ကုမ္ပဏီတချို့ကိုကွင်းစင်စစ်ဆေးဖို့ကျွန်တော်တာဝန်ယူထားရတာဖြစ်တယ်ဒီနေ့ကရှန်စစ်ကုမ္ပဏီအလှည့်ရောက်နေတာပြီးတော့ရှန်စစ်ရဲ့ CEO ရှန်ကျင်ရန်ကလည်းကျွန်တော်အဖေကကျွန်တော်အတွက်ရွေးချယ်ပေးထားတဲ့စစ်ဆက်ရမယ့်သူတို့သမီးလောင်းတွေကတယောက်ဖြစ်နေပြန်တယ်ပြီးခဲ့တဲ့အချိန်တွေကရှန်ကျင်ရန်နဲ့တွေ့တော့ကလည်းကျွန်တော်ရဲ့တကယ်အချိန်ဝါနဲ့အစင်တန်းမှန်ကိုမပြောပြခဲ့ဘူးဒါကရှန်ကျင်ရန်ရဲ့စိတ်နေသဘောထားကိုတိတိကျကျသိချင်လို့ပဲသူလည်းကျွန်တော်ကိုကူးစစ်အုပ်စုရဲ့တာမန်ကိုယ်စားလှယ်တယောက်လိုပဲထင်နေလောက်တယ်တကယ်တော့ကျွန်တော်ကဒီနေ့တွေ့ဆုံမှုတာအဆင်ပြေပြေပြီးဆုံးသွားရင်ဒီလက်ထက်ပွဲကိုသဘောတူဖို့စိတ်ကူးထားတာကျွန်တော်ရုံးကိုစောစောရောက်နေတာမို့ရှန်ကျင်ရန်နဲ့တွေ့ဖို့အချိန်မကျသေးခင်အဲ့ကြိုကောင်တာကဝန်ထမ်းရဲ့လမ်းညွှန်မှုနဲ့နားနေခံထဲမှာအရင်နားနေတာဖြစ်တယ်ဒီလိုမျိုးအထင်လွဲမှားမှုကြီးနဲ့တိုးလိုက်မယ်လို့မထင်ထားမိသလိုသူရှန်ကျင်ရန်မှာရေးစားရှိနေပြီဆိုတာကိုလည်းပို့လို့တော့မထင်ထားမိဘူးအဲ့ဒါမင်းအထင်လွဲနေပြီအမှန်တော့ငါကမင်းပြောတယ်လို့မဟုတ်ဘူးမဟုတ်တာပါလဲဘာမဟုတ်ရမှာလဲကျွန်တော်ရှင်းပြဖို့စကားတော့မဆုံးသေးဘူးကျိုးရွှန်းကအေးဆက်ဆက်အတန်နဲ့ဖြတ်ပြောချပစ်လိုက်တယ်သူကကျွန်တော်ကိုမျက်မှောင်ကျုပ်ပြီးစိတ်မရှိတဲ့မျက်နှာပေးနဲ့ငါကြီးစားကိုမြူဆွဲဖို့လာတာမဟုတ်ဘူးလို့ပြောရင်ဘယ်သူကယုံမှာလဲငါမင်းကိုပြောလိုက်မယ်လူတိနောက်ခါကျရင်ငင်ကုတ်ကုတ်နေစမ်းပါပြီးတော့မေလာတရက်နေ့ကစပြီးဂျူတီဆောင်ဖို့ကတော့မင်းတယောက်တည်းဌာနတစ်ခုလုံးရဲ့အလုပ်တွေကိုအကုန်လုပ်ရမယ်ဒီစကားကိုကြားတော့ကျွန်တော်မျက်မှောင်ကျုံမိသွားပြီးလူတယောက်တည်းကဌာနတစ်ခုလုံးရဲ့အလုပ်ကိုလုပ်ရမယ်ဟုတ်လားမင်းတို့ကုမ္ပဏီကပုံမှန်ဆိုရင်အလုပ်တွေကိုဒီလိုပဲစီမံတာလားဟာကျိုးရွှန်းကကျွန်တော်ကိုကြည့်ပြီးပါစက်ကြီးဖဲကလှောင်ရည်ရေးလိုက်တယ်ငါကြိုက်တယ်လို့စီမံမှာပေါ့ကိုကုမ္ပဏီတစ်ခုလုံးကငါစကားကိုနားထောင်ရတာသူကနှက်ခမ်းတစ်ဖက်ကိုတွန်းလိုက်ပြီးဘာလဲမကျေနပ်ဘူးလားမင်းသာထပ်ပြီးမကျေနပ်လို့ကတော့ကုမ္ပဏီတစ်ခုလုံးရဲ့အလုပ်တွေကိုပါမင်းကိုအကုန်လုပ်ခိုင်းပြမယ်မင်းလိုအရှက်မရှိငါကြီးစားကိုလာမြူဆွဲတဲ့ကောင်မျိုးကဒီလိုခံရတာထိုက်တန်ပါတယ်ဒီစကားကိုကြားရတော့ကျွန်တော်လက်သီးကိုတင်းတင်းဆုပ်လိုက်မိပြီးရင်ထဲမှာဒေါသတရားတွေတလိမ့်လိမ့်တက်လာတယ်ကျွန်တော်ကဘသူ့ကိုမှမြူဆွဲဖို့လာတာမဟုတ်တာကိုခဏထားအောင်ကုမ္ပဏီကြီးတစ်ခုလုံးကဒီလိုလက်ထောက်တယောက်ရဲ့စကားအတိုင်းပဲလက်ပတ်နေတာလားကျွန်တော်ကရှန်စစ်ကုမ္ပဏီရဲ့မကြသေးခင်နှစ်တွေအတွင်းတိုးတက်လာတဲ့အရှိန်အဝါကိုကြည့်ပြီးတိတိကျကျလေးလာရကျူးနေတယ်လို့တွေးခဲ့မိတာအခုကြည့်ရတာတော့ဒီလိုကုမ္ပဏီမျိုးကဘလို့မှပူးပေါင်းဆောင်ရွက်ဖို့မထိုက်တန်တော့ဘူးဒီလိုတွေးပြီးနောက်ကျွန်တော်အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီးအတန်ကိုတင်းငင်အောင်ထိန်းကပြောလိုက်တယ်လက်ထောက်ကျိုးမေလာတရက်နေ့ဂျူတီဆောင်ဖို့အတွက်တခြားတော်တဲ့လူကိုပဲရှာလိုက်ပါဘာလို့လဲဆိုတော့ကျွန်တော်ကခင်ဗျားတို့ကုမ္ပဏီရဲ့ဝန်ထမ်းလုံးဝမဟုတ်လို့ပဲကျိုးရွှန်းကကဘာပေါ်မှာအကောင်းဆုံးပြလုံးကြီးကိုကြားလိုက်ရတယ်လို့မျိုးပါစက်ကြီးဖျဲပြီးဟဟပတ်ရေတော့တယ်မင်းကဘာတွေလာဟန်ဆောင်နေတာလဲကိုမေလာတရက်နေ့ဂျူတီမဆောင်ချင်ုံနဲ့အလုပ်ထွက်ချင်နေပေါ့လေရတာပေါ့စာချုပ်ဖြတ်သိမ်းကြေးကိုတုံးစာပေးခဲ့လေကျွန်တော်နားထောင်ရင်းနဲ့ပို့ပြီးတော့အတိတ်ပဲမရှိဘူးလို့ခံစားလာရတယ်အလုပ်သမားဥပဒေအရပုံမှန်လုပ်ထွက်ရင်စာချုပ်ဖြတ်သိမ်းကြေးပေးစရာမလိုဘူးဘလို့ဖြစ်ပြီးတုံးစာတောင်ပေးရမှာလဲပြီးတော့ပိုရေးကြည့်တာကကျွန်တော်ကဒီကုမ္ပဏီမှာအလုပ်ဝင်ထားတာမှမဟုတ်တာဘလို့အခုတော့အန်အောသွားပြီပေါ့စောစောကတော့စကားတွေတိတ်တက်နေခဲ့တာမဟုတ်လားကျိုးရွှန်းကကျွန်တော်အန်အောပြီးငင်းကြသွားတာကိုမြင်တော့သူ့ကိုကြောက်သွားတယ်လို့ထင်နေပုံရတယ်မေးစိတ်ကိုပစ်မျက်လုံးကိုဆွေးကြည့်ပြီးအထင်သေးစွာနဲ့ဆက်ပြောလာတယ်ကြောက်ရင်လည်းမြန်အလုပ်ပြန်လုပ်စမ်းမင်းလိုငါကြီးစားကိုလာပွေချင်တဲ့မျက်နှာပြောင်ကောင်မျိုးတွေကိုငါအများကြီးတွေ့ဘူးပြီးမင်းလိုကောင်မျိုးကအလကားပေးရင်တောင်ဘယ်သူမှမလိုချင်ဘူးသူကမင်းကိုတစ်ချက်လောက်ပြန်ကြည့်လိုက်မယ်လို့မျှော်လင့်နေသေးတာလားအိမ်မက်ရောင်မနေနဲ့ပြောရင်းနဲ့သူကပတ်ဝန်းကျင်ကိုတစ်ချက်ဝှေ့ကြည့်ပြီးအတန်ကိုပုံမြင့်လိုက်တယ်မန်နေဂျာလူရောဘယ်သူခေါ်လာတဲ့လူတစ်လဲဒီလိုအဆင်မရှိတဲ့ကောင်မျိုးကိုကုမ္ပဏီထဲဘယ်လိုဖြစ်ပြီးခေါ်သွင်းရတာလဲမြန်အောက်ကိုခေါ်သွားပြီးစီကန်းတွေတင်ပေးလိုက်စမ်းပါဒီမှာလာပြီးလူတော့မတိုးဖြစ်အောင်မလုပ်နဲ့သူစကားလဲဆုံးရောဘေးပတ်ဝန်းကျင်ကလုတ်ခေါ်ကင်ဖက်အနေငယ်ဟာတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ကြည့်လိုက်ကြပြီးခေါင်းခါပြကြတယ်အကိုကျိုးဒီနေ့မန်နေဂျာနဲ့တာဝန်ခံတွေအကုန်ခွင့်တိုင်ထားကြတယ်လေပြီးတော့ဒီလူကကျွန်တော်တို့ခေါ်လာတဲ့လူလည်းမဟုတ်ဘူးကျွန်တော်တို့လည်းသူ့ကိုမသိဘူးအဌာနကလေးဆိုတာလည်းမသိကြဘူးတကယ်ပဲကျွန်တော်တို့ကုမ္ပဏီကဝန်ထမ်းမဟုတ်တာများလားဒီစကားကိုကြားတော့ကျိုးရွှန်းရဲ့မျက်နှာအနေငယ်ပြတ်သွားပြီမဲ့မကြခင်မှာပဲဟန်ကိုဖို့ပြန်လုပ်ပြီးဝင်းကြွပုံစံအတိုင်းမဟုတ်ရင်ကောဘာဖြစ်လဲအုပ်ချုပ်မှုပိုင်းဌာနကစည်ရင်းသွင်းဖို့အချိန်မမီသေးတာဖြစ်မှာပေါ့ဘာပဲဖြစ်ဖြစ်ဒီကုမ္ပဏီထဲရောက်လာပြီဆိုရင်ငါစကားကိုနားထောင်ရမယ်သူကတောင်စွန်းတနေရာကိုလက်ညှိုးထိုးပြပြီးနောက်ဆိုရင်အဲ့ဒီနေရာကမင်းရဲ့အလုပ်စားပွဲပဲကြံတဲ့ကိစ္စတွေကိုတော့တာဝန်ခံပြန်ရောက်လာမှလှုပ်ထုံးလုံနေတွေဖြည့်ဆွတ်လိုက်သူစကားလဲအဆုံးပတ်ဝန်းကျင်ကလူတွေရဲ့အကြည့်တွေကသူညွှန်ပြတဲ့နေရာစီရောက်သွားကြပြီးတချို့ဆိုရဲတန်းကိုမအောင်နိုင်တော့ပဲလှုပ်ကနေရမိကြတော့တယ်အဲ့ဒါတန်ရှိရဲ့တော်ကြီးရဲ့တစီထားတဲ့ခန်းကြီးမဟုတ်လား
မဟုတ်သေးပါဘူးဘာပစ္စည်းထားတဲ့အခန်းလဲအမိုက်ခန်းအစ်စ်ကြီးပါနော်ရုံးခန်းတစ်ခုလုံးရဲ့အမိုက်တွေကိုအဲ့ဒီမှာသွားပုံကြတာလေဒီလောက်ညစ်ပတ်တဲ့နေရာကိုဘလို့ဖြစ်ပြီးအလုပ်စားပွဲလုပ်ခိုင်းရတာလဲ စားပွဲတစ်လုံးသွားချလိုက်ရင်အတူတူပဲပေါ့ဘသူကသူ့ကိုလက်ထောက်ကျုံးနဲ့တွားညှိခိုင်းလဲနောက်ဆိုနှိတ်ကွက်ခံရဖို့သာပြင်ထားပေတော့ ဘေးကလူတွေပြောနေကြတာကိုကြားတော့ကျိုးရွှန်းကပိုပြီးဆိုးလာတယ်သူကကျွန်တော်ဘက်ကိုလှည့်ပြီးစိန်ခေါ်တဲ့အကြည့်နဲ့ကြည့်ရင်အေးလူလူပြောလာတယ် မင်းကိုအလုပ်နေရာတနေရာပေးတာတင်တော်တော်ဟုတ်နေပြီရွေးမနေနဲ့ဦးဒီနေရာကမင်းနဲ့အလိုက်ဖက်ဆုံးပဲ ပြောဆိုနဲ့သူကဘေးနားကဖိုင်တွဲအထက်လိုက်ကြီးကိုယူပြီးကျွန်တော်ရင်ခွင်ထဲကိုပစ်ထည့်လိုက်တယ် တနာရီအတွင်းမှာဒီအချက်လက်တွေကိုတေးသေးချာချာစီစစ်ပြီးလာပဲတကယ်လို့မပြီးရင်တော့ဒီလအတွက်လက်စာရဖို့မညှော်လင့်နဲ့တော့ ကျွန်တော်ကလေးလံလာတဲ့ဖိုင်တွဲတွေကိုအတိစိတ်မရှိပဲလှမ်းအုပ်ကင်လိုက်မိတာမို့လက်ကဝတ်တောင်လဲထွက်မတက်ဖြစ်သွားတယ်ဖိုင်တွဲကိုဖွင့်ကြည့်လိုက်တော့မျက်မှောင်ကပိုပြီးကျုံမိသွားတယ်ဒီအချက်လက်တွေကလုပ်ငန်းကျွမ်းကျင်ပြီးသားဝန်ထမ်းဟောင်းတစ်ယောက်စီစစ်ရင်တော့အနည်းဆုံး3ရက်လောက်ကြာမယ့်အလုပ်တွေပဲဘလို့ဖြစ်ပြီးတနာရီအတွင်းပြီးနိုင်မှာလဲ အော်ဒါနဲ့နာမည်နေရာမှာငါနာမည်ရေးဖို့မမေ့နဲ့ဦးကျိုးရွှန်းရဲ့ပေါ်ပြက်ပြက်အတန်ကထက်ထွက်လာပြန်တယ်ကျွန်တော်ရင်ထဲမှာဒေါသတွေပေါက်ကွဲထွက်သွားပြီးဘာမှထပ်မအောင်ခံနိုင်တော့ပဲဖိုင်တွဲတွေကိုကျန်းပြင်ပေါ်ဖုံးကနေနေအောင်ရိုက်ချပစ်လိုက်တယ် ဒီအလုပ်ကိုကျွန်တော်မလုပ်နိုင်ဘူးလက်ထောက်ကျိုးကျွန်တော်ပြောပြီးပြီလေကျွန်တော်ကခင်ဗျားတို့ကုမ္ပဏီကဝန်ထမ်းလုံးဝမဟုတ်ဘူးခင်ဗျားတို့ရှန်စစ် ကျွန်တော်စကားတော့မဆုံးသေးဘူးနောက်ကျောဘက်ကနေအေးဆက်ဆက်အတန်တန်ရုတ်တရက်ထွက်လာတယ်ဘိုင်ရွဲနဲ့တက်လက်ပိုင်းအမျိုးသားတစ်ယောက်ရှောက်လာပြီး အလုပ်ချိန်ကြီးမှာဘာတွေဆူညံနေကြတာလဲ သူ့အကြည့်ကကျိုးရွှန်းစီရောက်သွားတဲ့အခါမှာတော့စောစောကအေးဆက်နေတဲ့မျက်နှာပေးကချက်ချင်းပဲဖားပြတဲ့မျက်နှာအဖြစ်ပြောင်းလဲသွားတော့တယ် လက်ထောက်ကျိုးပါလားခင်ဗျားကိုဘာကိစ္စရှိလို့လဲခင်ဗျာဘာလို့အားလုံးဒီမှာဝိုင်းအောင်နေကြတာလဲ ကျိုးရွှန်းကနှာခေါင်းရှုံလိုက်ပြီးမေးစေကိုကျွန်တော်ပဲညွှန်ပြက မန်နေဂျာကျုပ်ဝန်ခင်ဗျားတို့ဌာနကအစ်စ်ခေါ်ထားတဲ့ဝန်ထမ်းကမာနတော်တော်ကြီးတာပဲမေလာတရက်နဲ့ဂျူတီဆောင်ခိုင်းတာကိုသူကမလုပ်ချင်ဘူးတဲ့အချက်လက်တွေစီစစ်ခိုင်းတော့လဲမလုပ်နိုင်ဘူးလို့ညင်းနေတယ် သူ့စကားကိုကြားတော့မန်နေဂျာချုပ်ဝန်ရဲ့မျက်နှာကပိုပြီးပြက်လာတယ်သူကကျွန်တော်ဘက်ကိုလှည့်ပြီးဒေါသတကြီးစိုက်ကြည့်ရင်အတန်ကိုနှိမ့်က တောင်းပန်ပါတယ်ကြီးကြပ်ရေးမှုကျိုးဝန်ထမ်းအစ်စ်ကခုမှရောက်ခါစားမှုစီကံမသိသေးလို့ပါကျွန်တော်သူ့ကိုတေးသေးချာချာဆုံးမပေးပါမယ်စိတ်မဆိုးပါနဲ့ဒီနေ့ကုမ္ပဏီကိုအရေးကြီးတဲ့ဖောက်တဲ့တယောက်လာပြီးစစ်ဆေးဖို့ရှိတယ်လေဒါကိုမြင်သွားရင်ကြည့်လို့မကောင်းပါဆိုလို့ပါ ဒီစကားကိုကြားမှကျိုးရွှန်းကမကြေမနက်နဲ့ခေါင်းညစ်ပြလိုက်ပြီး ကောင်းပြီလေဒါပေမဲ့ဒီလူတစ်ကိုတော့ခင်ဗျားတေးသေးချာချာဆုံးမဖို့လိုတယ်ဘယ်သူကိုမပြစ်မှားတင်ဘူးလဲဆိုတာသိအောင်လို့မေလာတရက်နဲ့ဂျူတီဆောင်ဖို့ကိုတော့သူ့ကိုပဲမဖြစ်မနေအလှည့်ကျခိုင်းလိုက် မန်နေဂျာချုပ်ဝန်ကစကားကိုနှက်ခါမပြောဘဲချက်ချင်းခေါင်းညစ်ပြီးပြတယ်လဲအပြုံးတွေနဲ့လူကိုအဝေးကြီးအထိလိုက်ပို့ပေးရှာတယ်ဘေးနားကလုတ်ဖို့ကင်ဖက်တချို့ကဒါကိုမြင်တော့တီတိုနဲ့ CEO ရဲ့ရေးစားဖြစ်ရတာတော်တော်အရှိန်အဝါကြီးတာပဲမန်နေဂျာချုပ်ဝန်တောင်ဘလောက်အထိကြောက်နေရလဲကြည့်အောင် ဒါက CEO ကိုယ်တိုင်ကသူ့ကိုအကာအကွယ်ပေးထားလို့လေမမိနဲ့ဦးပြီးခဲ့တဲ့အချိန်ကမန်နေဂျာချုပ်လီဆိုရင်သူ့ကိုတွားညှိမိလို့ CEO ကတိုက်ရိုက်အလုပ်ထုတ်ပစ်လိုက်တာနှစ်ပေါင်း20လောက်လောက်လာတဲ့ဝန်ထမ်းဟောင်းကြီးကိုတောင်အပြတ်ဖြတ်လိုက်တာနော် အလှအပနောက်ပါသွားတဲ့ဘေးဒုက္ခပဲဘာပဲဖြစ်ဖြစ်ငါတော့သူ့ကိုတွားပြီးမထိရဘူး အဲ့ဒီလူကပြောရင်းနဲ့သူ့အကြည့်တွေကိုကျွန်တော်စီဖြည်းဖြည်းချင်းရွှေ့လာပြီးပါဆက်ကြီးဖဲကရေးလိုက်တယ် လူသေးမင်းကဦးကြောင်ကြောင်နဲ့ရက်မနေနဲ့တော့မင်းရဲ့အလုပ်စားပွဲကိုတွားပြီးအလုပ်လုပ်တော့ဒီနေ့မင်းကန်ကောင်းလို့ကန်ကောင်းထောက်မှစွာနဲ့ဖောက်တယ်လာဖို့ရှိနေလို့မဟုတ်ရင်တော့အလုပ်ဝင်ကားစားရှိသေးတယ်ချက်ချင်းအထုတ်ခံရမှာတေးချတယ် ဘေးကလူကလည်းလိုက်ရရင် အလုပ်ထုတ်ခံရတာကဘာသာဖွဲရမှာလဲလက်ထောက်ကျိုးကအညိုးတေးတေးကြီးတာမင်းနောက်ဆိုကောင်းတဲ့ရက်တွေကြုံရတော့မှာမဟုတ်ဘူး ကျွန်တော်တို့စကားတွေကိုကြားလေမျက်မှောင်ကပိုပြီးကျုံမိလေပဲစောစောကတင်ကျွန်တော်တွေးနေမိသေးတယ်ဒါကကျိုးရွှန်းတယောက်တည်းကပဲအရှိန်ဝါပြပြီးလူမိုက်လုပ်နေတာလားရှန်စစ်ကုမ္ပဏီတစ်ခုလုံးနဲ့တော့မဆိုင်တော့ပါဘူးလို့ပေါ့ဒါပေမဲ့အခုကြားရတဲ့လောက်တော့ CEO ကိုယ်တိုင်ကအလိုလိုက်အကာအကွယ်ပေးထားတာသိတာနေပြီကြည့်ရတာကျွန်တော်ဘက်ကဒီကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်ဖို့လုံးဝမလိုတော့ဘူးပဲကျွန်တော်အဲ့ဒီလိုတွေးနေတော့မှတင်ရုတ်တရက်ဒေါသတကြီးအော်ဟစ်တန်တန်ကြားလိုက်ရတယ်မန်နေဂျာချုပ်ဝန်ကကျွန်တော်နာကိုဒေါသတကြီးရှောက်လာပြီးလက်ညှိုးငေါက်ဖို့က မင်းလိုစီကံမရှိတဲ့ကောင်ဘယ်သူကမင်းကိုအလုပ်ကြီးကြပ်ရေးမှုကျိုးကိုတွားထိခိုင်းလဲသူကဘယ်သူလဲဆိုတာမင်းသိလားသူပြောတဲ့အတိုင်းမင်းပဲဂျူတီဆောင်တဲ့နေရာမှာသူ့နာမည်ရေးပြီးတော့သုံးစားရမယ့်အချိန်ပိုကြေးလစာတွေအကုန်လုံးကလည်းသူ့အပိုင်ပဲငိုက်ကိုထပ်ပြီးပြဿနာမရှာနဲ့တော့ ကျွန်တော်လက်သီးကိုတင်းတင်းဆုပ်လိုက်မိပြီးလက်သေးတွေဟာလက်ဖွားတဲ့အထိစိုက်ဝင်မတက်ဖြစ်သွားတယ် ဥပဒေအရတော့ဝန်ထမ်းတွေရဲ့လစာကိုအကြောင်းမဲ့ဖြတ်တောက်ဖို့ ဥပဒေဟုတ်လားဘာဥပဒေလဲ မန်နေဂျာချုပ်ဝန်ကစပွဲကိုဝုန်းကနေနေအောင်ရိုက်ချလိုက်ပြီးမျက်လုံးတွေနီးရဲကအော်တော့တယ် ငါမင်းကိုပြောလိုက်မယ်ငါတို့ရှန်စစ်ကုမ္ပဏီမှာတော့လက်ထောက်ပြောတဲ့စကားကဥပဒေပဲအခွင့်ရေးပေးတာကိုမတိတတ်တဲ့ကောင်မင်းနောက်တစ်ခါငိုက်ကိုပြဿနာလာရှာရဲရင်တော့မင်းနာသွားမယ်ဒါပြင်ထားတော့ သူကပိုပြီးလိုင်းရိုင်းဆိုင်ဆိုင်ဆဲဆိုအော်ဟစ်လာတယ်ကျိုးရွှန်းကတော့အေးလူလူပဲဘေးနားမှာမိရရင်နှက်ခမ်းတုံကပိုပြီးတော့ဘဝင်မြင့်နေတော့တယ်ကျွန်တော်သူ့ကိုစိုက်ကြည့်ရင်ရင်ထဲမှာဒေါသတွေတလိမ့်လိမ့်တက်လာတယ်အမှန်တော့ကျွန်တော်ကသူတို့ကုမ္ပဏီကဝန်ထမ်းလည်းမဟုတ်ဘဲနဲ့ဒီမှာရက်ပြီးအချိန်ကြာကြီးနားထောင်ပေးနေတာက CEO ရဲ့မျက်နှာကိုထောက်ထားလို့ပဲပြီးတော့သူတို့ကုမ္ပဏီကိုတိတိကျကျအကဲခတ်ချင်လို့တကယ်ကိုမထင်ထားမိဘူးဒီလိုမျိုးနှာခေါင်းတက်တဲ့အညွန့်ခံပြီးဆဲဆိုတာခံရလိမ့်မယ်လို့ကျွန်တော်အသက်ကိုပြင်းပြင်းရှူလိုက်ပြီးအေးဆက်ဆက်အတန်နဲ့ ကောင်းပြီလေခင်ဗျားတို့သဘောတိုင်းတာလို့ပါဒါပေမဲ့ကျွန်တော်ဖုန်းတစ်ချက်အရင်ဆက်ပြီးခင်ဗျားတို့ရဲ့ CEO ကသဘောတူမတူအရင်မေးကြည့်ပြစေ ကျွန်တော်ဖုန်းကိုထုတ်လိုက်ရုံပဲရှိသေးတယ်နောက်တစ်စက္ကန့်မှာသူကဖုန်းကိုတိုက်ရိုက်လူယူပြီးကျမ်းပြင်ပေါ်ကိုအားနဲ့ရိုက်ခွဲပစ်လိုက်တော့တယ်ဖုန်းမျက်နှာပြင်ကချက်ချင်းပဲအပိုင်းပိုင်းကွဲအပ်သွားတယ် CEOC ဖုန်းလန်းဆက်မယ်ဟုတ်လားမင်းကကိုဘာကောင်ထင်နေလဲ ဒီဘက်ကစူညံတန်ကြောင့်ကျိုးရွှန်းကမျက်နှာပြက်ပြက်နဲ့ရှောက်လာပြီး မင်းမှာငါကြီးစားရဲ့ဖုန်းနံပါတ်ရှိတယ်ဟုတ်လားမင်းလိုအစ်စ်ဝင်တဲ့ကောင်ကဘယ်လိုဖြစ်ပြီးသူ့နံပါတ်ရှိရတာလဲ သူကစကားကိုခဏရက်ပြီးကျွန်တော်တကူလုံးကိုယွန်ရှာမုန်းတီးတဲ့အကြည့်နဲ့တစ်ချက်ထက်ကြည့်က ငါကြီးစားကိုလာမြူဆွဲတာမဟုတ်ဘူးလို့ညင်းသေးတယ်ဖုန်းနံပါတ်အထီတောင်ရအောင်ယူထားတာဆိုတော့မင်းရဲ့လက်ကွက်တွေကတော်တော်မြင့်တာပဲငါမင်းကိုပြောလိုက်မယ်ချင်းရန်ကငါကြီးစားငါတယောက်တည်းရဲ့ကြီးစားပဲဖြစ်ရမယ် သူကပြောလေဒေါသထွက်လေနဲ့နဖူးကအကျော်တွေပါထောင်လာပြီးတကယ်ပဲလက်သီးကိုဝေ့ရလိုက်တော့တယ်။ဖြန်းကနေနေအောင်ပြင်းထန်တဲ့လက်သီးချက်တစ်ချက်ကကျွန်တော်မျက်နှာပေါ်ကျရောက်လာပြီးခေါင်းတစ်ခုလုံးစောင်းထွက်သွားကနားထဲမှာဝုန်းဝုန်းနဲ့မြည်သွားပြီးမျက်နှာတစ်ခုလုံးပူတူလောင်ကျွမ်းမတက်နာကျင်သွားရတယ် ငါကြီးစားကိုမြူဆွဲရဲတယ်ပေါ့လေလာဆန်းအောက်တန်းစားကောင်ဒီနေ့တော့မင်းကိုအသေးတက်မယ် ။သူကဆဲလက်သီးကိုလည်းထက်ရွယ်လာတာမို့ကျွန်တော်တတိပြန်ဝင်လာပြီးသူ့လက်ကောက်ဝတ်ကိုလှမ်းဖမ်းကအန်ကျိတ်ပြီးရှိသမျှအင်အားနဲ့နောက်ကိုတိုးထုတ်ပစ်လိုက်တယ်။ကျိုးရွှန်းကခြေလမ်းမပြီးပက်လက်လန်ကကျမ်းပြင်ပေါ်လဲကျသွားတော့တယ်။ခြေချင်းဝစ်လဲသွားတာမို့နာကျင်လုံးလို့အော်ဟစ်ကြီးသွားရင်မျက်နှာတစ်ခုလုံးနီးရဲကမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီး
မင်းကငိုက်ကိုပြန်နှုံးရဲတယ်ပေါ့လေမင်းလိုအစ်စ်မရှိတဲ့ကောင်လူတွေဘယ်မှာလဲလူတွေသူ့ကိုဖမ်းချုပ်ထားစမ်း ဘေးနားကလူအနေငယ်ကတော့တယောက်နဲ့တယောက်ကြည့်နေကြပြီးဘယ်သူမှရှိကိုမတိုးရဲကြဘူး မင်းတို့ဘာလို့ကြောင်ရက်နေကြတာလဲမြန်သူ့ကိုဖမ်းချုပ်ပြီးရိုက်စမ်းပါတစ်ချက်ရိုက်ရင်စုချင်းငွေ1000ပေးမယ် သူစကားလဲဆုံးရောဘေးကလူအနေငယ်ရဲ့မျက်လုံးတွေကချက်ချင်းအယောင်တောက်လာပြီးကျွန်တော်စီကိုဝိုင်းလာကြတော့တယ် လွတ်ဆန်းငိုက်ကိုလွတ်ကျွန်တော်မျက်နှာချက်ချင်းပြတ်သွားပြီးရင်ထဲကဒေါသမီတွေတောက်လောင်ကအစွမ်းကုန်အော်ဟစ်လိုက်တယ်မင်းတို့ဘာလို့မလို့လဲမင်းတို့ဒီလိုလုပ်တာဥပဒေချိုးဖောက်တာပဲမြန်လွတ်ဆန်းငါကခင်ဗျားတို့ကုမ္ပဏီကဝန်ထမ်းမဟုတ်ဘူးငါဒီနေ့လာတာက ကျွန်တော်စကားမဆုံးသေးခင်မှာတင်ကျိုးရွှမ်းကနောက်ထပ်လက်တီးတစ်ချက်နဲ့ကျွန်တော်မျက်နှာကိုထပ်ရိုက်လိုက်ပြန်တယ် မင်းကအာခံကျင်သေးတယ်ပေါ့လေလာတစမ်းသူ့ပါဇက်ကိုပိတ်ပစ်လိုက်သူဘာတွေထပ်ပြီးအွန်လိုင်းဦးမလဲကြည့်ရအောင် မြစ်တက်ပေနေတဲ့မျက်နှာတုပ်ပေါ်ကအဟောင်းတစ်ထည်ကိုကျွန်တော်ပါဇက်ထဲအတင်းထိုးထည့်လိုက်ကြတယ်ညှိစော်နှံပြီးခါတက်တက်အရသာကြီးကချက်ချင်းပဲပါဇက်ထဲပြည့်သွားတော့တယ်ကျွန်တော်အန်ထုတ်ဖို့အတင်းစူးစမ်းပေမဲ့လူတွေကကျွန်တော်ကိုအသေးလဲဖိချုပ်ထားတာမို့ဘာတမ်းမှထွက်မလာတော့ဘူးကျိုးရွှမ်းကကျွန်တော်အတင်းရုံးကန်နေရတဲ့ပုံစံကိုကြည့်ပြီးရေမောရင်း ငိုက်ကိုလာစင်ခေါ်တယ်ဟုတ်လားအခုတော့အမားကိုတီးပြီးမဟုတ်လားမင်းကမိန်းမတွေကိုမြူဆွဲရတာတိတ်ကြိုက်တယ်ဆိုတော့ညာမင်းရဲ့အဝတ်အစားတွေကိုအကုန်ချုပ်ပြီးလမ်းပေါ်ပစ်ချပေးမယ်ဘယ်မိန်းမကမင်းကိုသဘောကျအောင်မလဲကြည့်ရအောင်ဘယ်လိုလဲ သူကပြောရင်းနဲ့ရုတ်တရက်လက်ကိုဆန့်ထုတ်ပြီးကျွန်တော်ရဲ့အပေါ်အင်ဂျီကိုဆွဲကင်ကအောက်ကိုအားနဲ့ဆွဲဖြစ်ပစ်လိုက်တယ်အဝတ်စားတွေစုပ်ပြဲသွားတဲ့အတန်းကကျွန်တော်နားထဲမှာဝုန်းကားနဲ့မြည်သွားပြီးနှလုံးသားတစ်ခုလုံးပြုတ်ကျသွားတယ်လို့ခံစားလိုက်ရတယ်ကျိုးရွှမ်းကတော့ရုပ်မာတဲ့အကြည့်နဲ့ကျွန်တော်ကိုစိုက်ကြည့်ရင်လက်ကအဆက်မပြတ်ဆက်လုံနေတော့မယ်ကျွန်တော်တခါမှမကြုံဘူးလောက်အောင်ဒေါသထွက်လုံးလို့မျက်လုံးတွေထဲကနေမိတောက်တွေမှုတ်ထုံမတက်ဖြစ်နေရတယ်ဒါပေမဲ့အခုချိန်မှာတော့သူတို့ကကျွန်တော်ကိုကြိုးတွေနဲ့အသေးချာတုံးနှောင်ထားတာမို့ဘလို့မှရုံမထွက်နိုင်ပဲသူတို့နှိမ့်ဆက်သမျှခံရမယ့်အခြေအနေဖြစ်နေတယ်ဒီလိုအရေးကြီးတဲ့တေးရှင်ရဲ့အချိန်ခိုက်တတ်ပါတယ် ဘာလို့နေကြတာလဲ ဒေါသတကြီးအော်ဟစ်တန်တန်ကနောက်ကျောဘက်ကနေပောက်ကွဲတယ်လို့ထွက်ပေါ်လာတယ်ရှန်ချင်းရန်ရဲ့မျက်နှာတစ်ခုလုံးညှို့မဲနေပြီးခြေလမ်းကျဲကြီးတွေနဲ့ပြေးဝင်လာတော့တယ် မင်းတို့ဘာတွေလုပ်နေကြတာလဲ ကျိုးရွှမ်းကသူ့ကိုမြင်တော့မျက်နှာတစ်ချက်ပြတ်သွားပြီးချက်ချင်းပဲတနာစရာကောင်းတဲ့မျက်နှာပေးမျိုးလှုပ်လိုက်က ချင်းရန်ဒီအစ်စ်ဝင်တဲ့ဝန်ထမ်းကငိုက်ကိုအနိုင်ကျင့်နေတာ ရှန်ချင်းရန်ကရုတ်တရက်ခေါင်းလှည့်ပြီးသူ့ကိုဒေါသတကြီးစိုက်ကြည့်လိုက်ရင်အတန်တွေပါတုံရင်နေတော့တယ် ဘာဝန်ထမ်းအစ်စ်လဲဒါကငါတို့စီကိုဒီနေ့လာပြီးကွင်းစင်းစစ်ဆေးတဲ့အရေးကြီးဖောက်တယ်ကြီးမန်နေဂျာကိုပဲ ပတ်ဝန်းကျင်တစ်ခုလုံးချက်ချင်းပဲတိတ်ဆိတ်ချောက်ကပ်သွားပြီးကျိုးရွှမ်းကတော့နေရာမှာတင်ကြောင်သွားကအတော်ကြာမှအတန်တွေပါတုံရင်နဲ့ပြန်ပြောလာတယ် မင်းဘာတွေပြောနေတာလဲချင်းရန်ဒါကဝန်ထမ်းအစ်စ်ပဲဟာကိုဘယ်လိုဖြစ်ပြီးဖောက်တယ်ဖြစ်ရမှာလဲမင်းလူမားနေတာမဟုတ်လား ရှန်ချင်းရန်ကတော့တကယ်ကိုဒေါသပောက်ကွဲမတက်ဖြစ်သွားပြီးအတန်တွေတုံရင် လူမားတယ်ဟုတ်လားငါကဘလို့ဖြစ်ပြီးလူမားရမှာလဲ ကျိုးရွှမ်းကသူ့ရဲ့အော်ဟစ်တန်ကြောင့်တကူလုံးတောင်ခဲသွားပြီးနှကန်းကိုတင်းတင်းဆေးလိုက်တယ်သူကဘေးနားမှာရဲရင်ကျွန်တော်နဲ့ရှန်ချင်းရန်ကြားကိုအကြည့်တွေမယုံမရနဲ့အပြန်လန်ပို့နေပြီးလက်ချောင်းကြီးတုံက ဒါမဖြစ်နိုင်တာချင်းရန်သူကဘယ်လိုလုပ်ဖောက်တယ်ဖြစ်နိုင်မှာလဲ သူကခေါင်းကိုဆက်တိုက်ခါရင်ပါဇက်ကလည်းတွတ်တွတ်နဲ့ မဖြစ်နိုင်တာတေးချတယ်ချင်းရန်မင်းသူ့ကိုသဘောကျသွားလို့တမင်တကာကာကွယ်ပေးချင်နေတာမဟုတ်လားအဖေကမင်းကိုစိတ်ဆက်ပေးချင်နေတဲ့သူကသူများလားလို့ငါအစောကြီးကတည်းကကြားဘူးသားပဲ ဒီနေရာထိပြောပြီးတော့သူကချက်ချင်းပဲအတီးပြလိုက်တယ်လို့မျိုးခေါင်းကိုဆက်တိုက်ညှိပြီး ချင်းရန်မင်းဘယ်လိုဖြစ်ပြီးဒီလိုလုပ်နိုင်ရတာလဲ သူကခေါင်းမော်ပြီးအတန်ကိုရုတ်တရက်ဟင်းကနေអော်လိုက်တယ် ငါကမှမင်းရဲ့ရီးစားလေမင်းကအပေါ်ဘယ်လိုဖြစ်ပြီးဒီလိုဆက်ဆံနိုင်ရတာလဲဒီလိုကောင်ကဘာကောင်းလို့လဲငါလောက်တောင်မငယ်ဘူးမင်းသူ့ကိုကာကွယ်ချင်ုံနဲ့ငိုက်ကိုနှိမ့်ဆက်မလို့လား သူကပြောလေစိတ်လှုပ်ရှားလေးဖြစ်နေတာမို့ဘေးပတ်ဝန်းကျင်ကလူတွေလည်းတယောက်တစ်ပေါက်နဲ့ဝေဖန်ပြောဆိုကြတော့တယ် အော်ဒါဆိုတာကမန်နေဂျာရှန်ရဲ့ယောက်ျားတစ်ပေါ့ တထေးတိုင်းဝိုင်းကတကယ်ကိုတန်ရောစင်မဲ့တာပဲနော်လူတိရတော့လူဟောင်းကိုမေ့သွားပြီ ကျိုးရှန်ကတော့အခုအချစ်တော်ဘဝကနေပြုတ်သွားပြီးသူကုမ္ပဏီထဲမှာနေတိုင်းပို့ကြနေတာအခုတော့သူ့ကိုနေမဲ့လူပေါ်လာပြီပေါ့ ဒီစကားတွေကိုကြားတော့ကျိုးရွှမ်းရဲ့မျက်နှာကအဖြူတလဲအပြာတလဲဖြစ်သွားပြီးနားထင်ကအကြောတွေပါတစ်ဖြက်ဖြက်တုံလာတော့တယ်သူကအန်ကိုကြိတ်ပြီးအတန်ကိုညှစ်ထုတ်တယ်လို့မျိုး ချင်းရန်မင်းငိုက်ကိုဒီလိုမလုပ်တင်ဘူးငါနဲ့မင်းတွဲလာတာဒီလောက်တောင်ကြာပြီပဲဝိစာဒီလိုကောင်ကဘာမို့လို့လဲ ရှန်ချင်းရန်ကတော့ဘလို့မှမအောက်ခံနိုင်တော့ပဲလှည့်ပြီးអော်ပစ်လိုက်တယ် နင်ဘာတွေလျှောက်ပြောနေတာလဲ နောက်တစ်စက္ကန့်မှတင်သူကကျိုးရွှမ်းကိုအတင်းတုံးဖယ်ပစ်လိုက်ပြီးကျွန်တော်နားမှာစောင့်ကြောက်ထိုင်ချကကျိုးတွေကိုဖြည့်ပေးတော့တယ်ပုံစံကတော့အလွန်မင်းကိုနှိမ့်ချတဲ့အမှုရာနဲ့ တောင်းပန်ပါတယ်မန်နေဂျာကိုရင်သူလျှောက်ပြောနေတဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကိုနားမထောင်ပါနဲ့သူကကျမအလိုလိုက်ထားလွန်းလို့အကျင့်ပြတ်နေတာပါတမင်တကာလုပ်တာမဟုတ်ပါဘူးဒီနေ့ကိစ္စကိုကျမမန်နေဂျာကိုအတွက်တေးသေးချာချာရှင်းလင်းပေးပါမယ်စိတ်မဆိုးပါနဲ့နော် ဘေးကလူတွေကဒါကိုမြင်လိုက်ရတော့လုံးဝဆုံးအောင်မှင်သက်သွားကြတယ် ဒါကဘလို့ဖြစ်တာလဲ ငါတို့တကယ်ပဲလူမားသွားတာလားဒီလူကတကယ်ဖောက်တယ်ကြီးလား တကယ်လို့ဖောက်တယ်မဟုတ်ရင်မန်နေဂျာရှန်ကဒီလောက်အထိအောက်ကျခံပြီးဆက်ဆံပါမလားသူကယောက်ျားလေးတွေအပေါ်ဒီလိုတခါမှမဆက်ဆံဘူး ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှတင်ကျိုးရွှမ်းရဲ့မျက်နှာကချက်ချင်းပဲတွေးဆုပ်ဖြူရောသွားတော့တယ်ဒီအချိန်ကျမှပဲသူကကျွန်တော်ကိုရှန်ချင်းရန်ကိုလာမြူဆွဲတဲ့ဝန်ထမ်းအစ်မဟုတ်ဘူးဆိုတာကိုနောက်ဆုံးမှယုံကြည်သွားတော့တယ်အစကတည်းကသူလုံးဝအထင်လွဲခဲ့တာဖြစ်တယ်ကျိုးရွှမ်းကတတိပြန်ဝင်လာပြီးရှန်ချင်းရန်စီချက်ချင်းပြေးကပ်သွားကအတန်တွေခြောက်ကပ်ပြီး ချင်းရန်တောင်းပန်ပါတယ်သူကဖောက်တယ်မှန်းငါတကယ်မသိလို့ပါသူကငိုက်ကိုအရင်လာပြီးပစ်နာရှာလို့ဒါကြောင့်ငါကဒေါသထွက်ပြီးလုံးမိသွားတာချင်းရန်ငိုက်ကိုစိတ်မဆိုးပါနဲ့နော် မန်နေဂျာချုပ်ဝင်ကလည်းဒီအချိန်ကျမှတတိပြန်ဝင်လာပြီးချွေးစေးတွေကိုပြပြတလဲတုံရင်းနာကိုကတ်လာက ဟုတ်ပါတယ်မန်နေဂျာရှင်လက်ထောက်ကျိုးပြောတာမှန်ပါတယ်ဒါကအထင်လွဲတာတတ်ပါကျွန်တော်တို့ကသူကစကားနားမထောင်တဲ့ဝန်ထမ်းအစ်စ်ထင်လို့ဒါကြောင့်မို့လို့ သူကပြောရင်းနဲ့ကျွန်တော်ဘက်ကိုရုတ်တရက်လှည့်ပြီးအယိုအသေးပေးဥညွတ်လိုက်ကဖားရတဲ့အတန်နဲ့ တောင်းပန်ပါတယ်မန်နေဂျာသူကျွန်တော်တို့စောစောကလူမားသွားလို့ပါခင်ဗျားကလည်းရှင်းရှင်းလင်းလင်းမပြောပြခဲ့ဘူးလေဒါကြောင့်မို့လို့ဒီလိုပြဿနာဖြစ်သွားတာခင်ဗျားကသဘောထားကြီးတဲ့လူကြီးလူကောင်းမို့လို့ကျွန်တော်တို့အပေါ်စိတ်ထဲမထားပါနဲ့နော် ကျွန်တော်ကရှင်းရှင်းလင်းလင်းမပြောခဲ့ဘူးဟုတ်လား ဒီစကားကိုကြားတော့ကျွန်တော်လက်တီးကိုတင်းတင်းဆုပ်လိုက်ပြီးရင်ဘက်ထဲကနေအေးဆက်ဆက်လောင်ရတဲ့တန်ထွက်လာတယ် မန်နေဂျာချုပ်ဝန်လက်ထောက်ကျော်ကျွန်တော်ကခင်ဗျားတို့ကုမ္ပဏီကဝန်ထမ်းလုံးဝမဟုတ်ဘူးလို့တကြိမ်ထက်မကပြောခဲ့တယ်ထင်တယ်ခင်ဗျားတို့ကပဲမယုံကြဘဲနဲ့ကျွန်တော်ကခင်ဗျားတို့ရဲ့မန်နေဂျာရှန်ကိုလာပြီးမြူဆွဲနေတာလို့စွပြောနေကြတာလေ မန်နေဂျာချုပ်ဝန်နဲ့ကျိုးရွှမ်းတို့နှစ်ယောက်လုံးကျွန်တော်စကားကြောင့်တစ်ဆက်ကြီးအဟောင်းသားနဲ့ဘာမှပြန်မပြောနိုင်တော့ဘူးရှန်ချင်းရန်ရဲ့မျက်နှာကတော့အခုချိန်မှာအမဲမောင်ဆုံးအခြေအနေကိုရောက်သွားတော့တယ်သူကလက်တီးကိုချစ်ချစ်ပါအောင်ဆုပ်ကျွန်တော်ဘက်လှည့်ပြီးအားနာတဲ့အပြုံးလေးနဲ့ မန်နေဂျာကိုရဲ့တကယ်ကိုတောင်းပန်ပါတယ်ဒီနေ့ကိစ္စအတွက်သူတို့ကိုမန်နေဂျာကိုစီတေးသေးချာချာတောင်းပန်ခိုင်းပြီးအယောပေးခိုင်းပါမယ်
အခုတော့ကျမတို့ပူးပေါင်းဆောင်ရွက်မှုကိစ္စကိုအရင်သွားဆွေးနွေးကြတာပေါ့ကျန်တဲ့ကိစ္စတွေကိုတော့ဆွေးနွေးပြီးမှမန်နေဂျာကိုစိတ်ကျေနပ်မဲ့အဖြေမျိုးမဖြစ်မနေပေးပါမယ် ပူပေါင်းဆောင်ရွက်မှုဟုတ်လား ကျွန်တော်သူ့ကိုကြည့်ပြီးမထိတထိလှောင်ပြုံးပြုံးလိုက်တယ် မန်နေဂျာရှန်ရဲ့ခင်ဗျားကဘာဖြစ်လို့ကျွန်တော်တို့ကုမ္ပဏီနဲ့ပူပေါင်းဆောင်ရွက်ဖို့အခွင့်အရေးရှိသေးတယ်လို့ထင်နေရတာလဲ ရှန်ကျင်ရန်ရဲ့မျက်နှာပေါ်ကအပြုံးကချက်ချင်းပြတ်သွားပြီမဲ့အတန်ကိုပြန်လျှော့လိုက်ပြီး မန်နေဂျာကိုကျမမန်နေဂျာကိုတောင်းပန်ပါတယ်ဒါပေမဲ့ဒီနေ့ကိစ္စကအထင်လွဲတာတက်တက်ပဲလေအထင်လွဲမှုလေးတစ်ခုတည်းနဲ့တင်ကျမတို့ပူးပေါင်းဆောင်ရွက်မှုကိုဖျက်ပစ်လို့တော့မဖြစ်ဘူးမလားမန်နေဂျာကိုစိတ်ဆိုးနေတာကိုကျမသိပါတယ် သူကစကားကိုခဏရက်လိုက်ပြီးတော်တော်လေးဆုံးဖြတ်ချက်ချလိုက်ရတဲ့ပုံစံနဲ့ ဒီလိုလုပ်ပါကျမအခုချက်ချင်းသူတို့ရဲ့လစာ3လစာကိုဖျက်တောက်ပါပြီးမန်နေဂျာကိုအတွက်အယောပေးလိုက်ပါမယ် ကျွန်တော်ခဏကြောင်သွားပြီးကိုနာကိုတော့မယုံနိုင်တော့အောင်ဖြစ်သွားရတယ်စောစောကတင်ကျိုးရွှမ်းတို့ကလူအများကြီးရှိမှကျွန်တော်ဝစ်စားတွေကိုအတင်းအဓမ္မဆွဲဖျက်ဖို့လုပ်ခဲ့ကြတာလေပြီးတော့သူကျွန်တော်ကိုလက်တီးနဲ့အချက်ပေါင်းများစွာထိုးခဲ့တာကြောင့်ကျွန်တော်မျက်နှာကအခုထိပူထူလောင်ကျွမ်းပြီးနာကျင်နေတော့မယ် လစာ3လစာလေးနဲ့တင်ဒီလိုကိစ္စမျိုးကိုပြီးစရာလုပ်ချင်နေတာလားတကယ်ကိုအိမ်မက်မက်နေတာပဲ သူကရှေ့ကိုနှစ်ချီလန်းလောက်တိုးလာပြီးအတန်ကိုနှိမ်က ဒါရင်မကသေးပါဘူးနောက်ပိုင်းပူးပေါင်းဆောင်ရွက်မှုကရမယ့်အကျိုးမြတ်တွေတဲကနေကျမကိုယ်ပိုင်အိတ်ဆိုင်ပြီးမန်နေဂျာကိုအမျက်ဝေစုပို့ပေးပါမယ်မန်နေဂျာကိုဘယ်လိုသဘောရလဲ ဒီစကားကိုကြားတော့ကျွန်တော်သူ့ကိုလှည့်ကြည့်လိုက်ပြီးစိတ်ထဲမှာပိုလို့တောင်ယုံရှာမုန်းတီးမိသွားတယ်အစကတော့သူကကျိုးရွှမ်းကိုတမင်တက်တက်ကောက်ွယ်ပေးနေတာပဲလို့ထင်ခဲ့တာအခုကြည့်ရတာတော့သူကိုယ်တိုင်လည်းလူကောင်းမဟုတ်တာသိချသွားပြီအမျက်ဝေစုပို့ပေးတာနဲ့ကျွန်တော်ကိုလာပြီးလက်ထိုးသိမ်းသွင်းချင်နေတာလားဒါနဲ့သူကကျွန်တော်ကိုကုမ္ပဏီရဲ့တာမန်ကိုယ်စားလှယ်တယောက်ပဲလို့ထင်နေတာလားကျွန်တော်ကကုမ္ပဏီရဲ့အနာဂတ်အမွေးဆက်ခံမဲ့တခင်လေးလေကုမ္ပဏီတစ်ခုလုံးကနောက်ဆိုကျွန်တော်ပိုင်ဖြစ်လာမှာသူပေးမဲ့အမျက်ဝေစုကိုကျွန်တော်ကအရာသွင်းရမှာလား မန်နေဂျာကိုရှင်ကလည်းဒီကိုတာမန်လာပြီးစစ်ဆေးရုံတင်မဲ့ဥစ္စာကျမကိုဒီလောက်အထိအကြက်ကင်ဖို့မလိုပါဘူးအမျက်ဝေစုခွဲတယ်ဆိုတာမနှဲပါဘူးဒီနေ့ကိစ္စအတွက်အယောပေးတယ်လို့ပဲသဘောထားလိုက်ပါတကယ်လို့ရှင်ကကိုယ်တိုင်မျက်နှာယုံလေးနဲ့ကျမတို့ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်မှုကိုဖျက်ပစ်မယ်ဆိုရင်ဒီအကြောင်းအပြင်ကိုပြန့်သွားတဲ့အခါရှင်ရဲ့အထက်လူကြီးတွေကလည်းရှင်အပေါ်အမြင်ဆောင်သွားနိုင်တယ်နော် ရှန်ကျင်ရန်ကကျွန်တော်ကိုစိုက်ကြည့်ရင်သူ့စကားထဲမှာချင်းချောက်တဲ့လေတံတွေပါရောနှောလာတော့တယ်ကျိုးရွှမ်းကလည်းရှေ့ကိုတစ်ချီလန်းတိုးလာပြီးမကြည်မနှက်နဲ့ကျွန်တော်ကိုကောင်းတစ်ချက်ညှိပြလိုက်ကဥညွတ်တယ်လို့လုပ်ရင် မန်နေဂျာသူကျွန်တော်လဲခင်ဗျားကိုတောင်းပန်ပြီးပြီပဲလေအဲ့လောက်ဆိုတော့လိုက်ပါတော့အရန်ကြီးအတင်ရဲမနေနဲ့ ကျွန်တော်လောင်ရဲရဲလိုက်မိပြီးမြင်နေရတဲ့လူအနေငယ်ကိုကြည့်ကစိတ်ထဲမှာပို့ပြီးတော့တောင်းအေးဆက်လာရတယ်တောင်းပန်နေဟုတ်လားသူတို့ကသူတို့ဘယ်နေရာမှာမှားလို့မှားမှန်းတော့မသိကြဘဲနဲ့ဘယ်လိုလုပ်ပြီးစိတ်ရင်းအမှန်နဲ့တောင်းပန်နိုင်မှာလဲ မန်နေဂျာရှန်အဲ့ဒီဝေစုကိုခင်ဗျားပေးချင်တဲ့သူကိုသာတွားပေးလိုက်ပါခင်ဗျားဘာပဲပြောပြောကျွန်တော်တို့ကုမ္ပဏီကတော့ခင်ဗျားတို့နဲ့ဆက်ပြီးပူးပေါင်းဆောင်ရွက်ဖို့လုံးဝမဖြစ်နိုင်တော့ဘူး ပြောပြီးတာနဲ့ကျွန်တော်သူတို့နဲ့ထပ်ပြီးစကားများမနေချင်တော့တာမူလှည့်ထွက်ဖို့ပြင်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတင်ရှန်ကျင်ရန်ကရုတ်တရက်ဒေါသတကြီးအော်ဟစ်လိုက်တော့တယ် ရက်လိုက်စမ်း သူကမျက်နှာတစ်ခုလုံးညှို့မဲနေပြီးမေးစေးကိုတင်းတင်းစိတ်ထားကတကူလုံးတုံရင်လို့နေတယ် ကိုတင်ရန်ငါနင့်ကိုတော်တော်မျက်နှာပေးခဲ့ပြီးပြီနော်ဒီနေ့ကိစ္စကအစကတည်းကအထင်လွဲတာတက်တက်ပဲဟာကိုရှင်ကဘာဖြစ်လို့ဒီလောက်တောင်လူကိုအကြက်ကင်နေရတာလဲငါအဖေကသာဒီပူးပေါင်းဆောင်ရွက်မှုကိုမဖြစ်မနေအောင်မြင်အောင်လုပ်ခဲ့ရမယ်လို့စုခိုင်းမထားရင် သူကစကားကိုဖျက်လိုက်ပြီးမျက်နှာကပိုလို့တောင်ကြည့်ရဆိုးလာက ရှင်ကအခွင့်အရေးပေးတာကိုမှမယူတတ်ရင်လည်းဒီပူးပေါင်းဆောင်ရွက်မှုကိုဖျက်ပစ်လိုက်ရုံပေါ့ဒါပေမဲ့နေငါရေးစားကိုအနိုင်ကျင့်ခဲ့တဲ့အတွက်တော့ထိုက်တန်တဲ့တန်ဖိုးကိုပြန်ပေးဆက်ရမယ်ရှင်မတောင်းပန်ပဲသွားရင်ဒီတကားကနေအပြင်ကိုထွက်ဖို့မစင်စားနဲ့ ဒီစကားကိုကြားလိုက်ရတော့ကျွန်တော်တကူလုံးကြောင်သွားမိတယ်ကျိုးရွှမ်းနဲ့မန်နေဂျာချုပ်ဝန်တို့လိုလူအူတူတူတွေကဒီပူပေါင်းဆောင်ရွက်မှုကဘယ်လောက်အထိအရေးကြီးလဲဆိုတာမသိတာကိုထားပါအောင်ရှန်ကျင်ရန်ကကောဘာလို့ဒီလောက်တောင်မိုင်းမဲနေရတာလဲဒီပူပေါင်းဆောင်ရွက်မှုတာမရှိရင်ရှန်စစ်ကုမ္ပဏီကမကြခင်ဒေဝါလီခံရတော့မယ်ဆိုတာကို तू မသိဘူးလားကျွန်တော်ကိုဒူးထောက်မတောင်းပန်ရုံတင်မကပဲပြန်ပြီးချင်းချောက်ရဲသေးတယ်တကယ်ကိုရေးစရာကောင်းလာတယ် ချင်းရန်မင်းကငါအပေါ်အကောင်းဆုံးပဲဆိုတာငါသိတာပဲ ကျိုးရွှမ်းကမျက်လုံးတွေအယောင်တောက်သွားပြီးခြေလမ်းကျဲကြီးတွေနဲ့ပြေးကပ်ကရှန်ကျင်ရန်ရဲ့ပခုံးကိုလှမ်းဖက်လိုက်တယ်ပြီးတော့ကျွန်တော်ဘက်ကိုလှည့်ပြီးစိန်ခေါ်တယ်လို့ပါစက်ကြီးဖြဲက ကြားတယ်မဟုတ်လားငါ့ကိုတောင်းပန်စမ်းမင်းကပူပေါင်းဆောင်ရွက်မဲ့ဖောက်တယ်ဖြစ်ုံနဲ့ဘဝင်မြင့်မနေနဲ့ဦးငါကချင်းရန်ရဲ့ရေးစားကိုရွန်တန်းကနန်းအနေငယ်လောက်ပဲရှိတဲ့လုပ်ငန်းသေးစားလေးကိုငါတို့ရှန်စစ်ကုမ္ပဏီကအရာမသွင်းဘူး ရှန်ကျင်ရန်ကလည်းဘာမှညှဉ်းဆန်ခြင်းမရှိပဲစောစောကနှိမ့်ချနေတဲ့ပုံစံမျိုးလုံးဝမရှိတော့ပဲ ဟုတ်တယ်ဒီပူးပေါင်းဆောင်ရွက်မှုကိုငါတို့မလိုချင်တော့ဘူးအခုချက်ချင်းနဲ့ငါရေးစားကိုကိုယ်တိုင်ဒူးထောက်တောင်းပန်ရမယ် မဖြစ်နိုင်တာ ကျွန်တော်အေးလူလူပဲလှောင်ပြုံးပြုံးလိုက်ရင် မန်နေဂျာရှန်ကျွန်တော်ဘာမှမလုပ်ခဲ့ဘဲနဲ့ဘာဖြစ်လို့ခင်ဗျားရေးစားကိုတောင်းပန်ရမှာလဲအမှန်တော့စောစောကကျွန်တော်ကိုအတင်းဖမ်းချုပ်ပြီးကိုထိလက်ရောက်ကျူးလွန်ခဲ့ကြတဲ့သူတို့တွေဒါကျွန်တော်ရဲစခန်းကိုဖုံးဆက်တိုင်လိုက်ရင်ထောင်ပနက်နှစ်လောက်ကျမလဲဆိုတာစောင့်ကြည့်ရအောင် ဒီစကားလဲဆုံးရောစောစောကကျွန်တော်ကိုဝိုင်းဖမ်းထားတဲ့လူအနေငယ်ရဲ့မျက်နှာတွေချက်ချင်းပဲတွေးဆုပ်ဖြူရောသွားကြပြီးတယောက်တစ်ပေါက်ပြပြတလဲတောင်းပန်ကြတော့တယ် ကျွန်တော်တို့ဘာမှမလုပ်ခဲ့ပါဘူးဗျာခင်ဗျားကဘာလို့ရဲတိုင်မှာလဲ မန်နေဂျာရှန်စောစောကဒီလူကကြီးကြပ်ရေးမှုချုပ်ကိုအရင်နိုင်ကျင့်လို့ပါကျွန်တော်တို့ကကြီးကြပ်ရေးမှုချုပ်ရဲ့အမိန့်တိုင်းလုပ်ခဲ့တာပါ ဟုတ်ပါတယ်ကျွန်တော်တို့ကအလုပ်ကြီးကြပ်ရေးမှုချုပ်ဒေါသပြေအောင်ကူညီပေးုံတင်ပါ ကျိုးရွှမ်းကကျွန်တော်ကိုဒေါသတကြီးစိုက်ကြည့်ပြီးရှန်ကျင်ရန်ဘက်လက်ကအလောတကြီးနဲ့အတန်ကျဲကြီးအော်ပြောတော့တယ် ချင်းရန်မင်းဒီကောင်ရှောက်ပြောနေတာတွေကိုမယုံနဲ့ဦးငါသူ့ကိုရိုက်ရတာကသူငိုက်ကိုအရင်တွန်းထုတ်လို့ပဲသူကတမင်တက်တက်ပြစ်နာလာရှာတာချင်းရန်ဒါတွေအကုန်လုံးကဒီကောင်ရဲ့အမားတွေကြီးပဲငါတို့ရှန်စစ်မိသားစုကဒီလောက်အထိကြီးကျယ်ခမ်းနာတာပဲဟာသူရဲတိုင်နာကိုကြောက်စရာမလိုပါဘူး ဒီစကားကိုကြားတော့ရှန်ကျင်ရန်ကလည်းသဘောတူတဲ့ပုံစံနဲ့ခေါင်းညှိပြလိုက်ပြီးမျက်လုံးထဲမှာအထင်သေးတဲ့အကြည့်တွေနဲ့ ဒါဆိုရင်လည်းသွားပြီးရဲတိုင်လိုက်လေကူတင်ရန်ငါနင့်ကိုမန်နေဂျာကူလို့ခေါ်ပေးတာကနင်ကကူစစ်အုပ်စုရဲ့ကိုယ်စားလှယ်ဖြစ်နေလို့ပဲဒါပေမဲ့နင့်လိုတာမန်အလုပ်သမားတယောက်ကငါတို့ရှန်စစ်မိသားစုကိုဘာလုပ်နိုင်မှာမို့လို့လဲနင်တကယ်ပဲငါတို့နဲ့တရားစွဲပြီးအမှုရင်ဆိုင်မယ်ဆိုရင်နင်တို့ကုမ္ပဏီကမင်းကိုအလုပ်ကနေထုတ်ပစ်မလားမထုတ်ပစ်ဘူးလားဆိုတာခံမှန်းကြည့်လိုက်လေ ကျွန်တော်သူ့စကားကိုနားထောင်ရင်းလက်တီးကိုတိတ်တဆိတ်ချစ်ချစ်ပါအောင်ဆုပ်လိုက်မိတယ်ဟုတ်တယ်တကယ်လို့ဒါတာမန်လို့တမတယောက်ဆိုရင်ဒီလိုကိစ္စမျိုးကြုံလာရတဲ့အခါအောက်ခံရုံကလွဲလို့ဘာမှမတတ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဝန်ထမ်းတယောက်ရဲ့အကျိုးစီးပွားအတွက်နဲ့ကုမ္ပဏီတစ်ခုလုံးရဲ့အကျိုးစီးပွားကိုအထိခိုက်ခံမဲ့ကုမ္ပဏီဆိုတာမရှိလို့ပဲဒါပေမဲ့နှမျောစရာကောင်းတာကကျွန်တော်ကတာမန်လို့တမတယောက်မဟုတ်ဘူးကျွန်တော်မျိုးရိုးကကူလေကူစစ်အုပ်စုရဲ့တူးရဲသောအမွေဆက်ခံသူဘယ်လို့မှမပြစ်မရဲတဲ့တရှိမှုမျိုးပေါ့တကယ်တော့ဒီနေ့ကိစ္စကအစကတည်းကအကြီးကျယ်ကြီးမဟုတ်ခဲ့ပါဘူး
မန်နေဂျာကိုရှင်ကျမရေးစားကိုတောင်းပန်လိုက်ပါဒါဆိုရင်ဒီနေ့ကိစ္စကိုဘာမှမဖြစ်ခဲ့တယ်လို့မျိုးသဘောထားပေးမယ်ကျမတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကလည်းဆက်ပြီးအဆင်ပြေသွားရင်လည်းပြေသွားအောင်ပါတကယ်လို့အဆင်ပြေခဲ့ရင်ကျမကတိပေးခဲ့တဲ့အမျက်ဝေစုကိုလည်းပြောတဲ့အတိုင်းပေးမှာပါ ရှန်ကျင်ရန်ရဲ့အေးအေးလူလူပြောနေတဲ့အတန်ကထပ်ထွက်လာပြန်တယ်ကျွန်တော်သူ့ရဲ့အထက်စီးကပုံစံကြီးကိုစိုက်ကြည့်ရင်ရင်ထဲမှာပြုတ်အန်ကျင်လာရလောက်အောင်ကိုယွန်ရှာမိသွားတယ် မန်နေဂျာရှန်ပူပေါင်းဆောင်ရွက်ဖို့လဲလုံးဝမဖြစ်နိုင်တယ်လို့တောင်းပန်ဖို့ဆိုတာကတော့ပိုလို့တောင်မဖြစ်နိုင်ဘူးခင်ဗျားတို့ကုမ္ပဏီဘယ်လိုပျက်စီးသွားမလဲဆိုတာကိုသာစောင့်ကြည့်နေလိုက်ပါ ကျွန်တော်အေးဆက်ဆက်စကားတခုချန်ထားခဲ့ပြီးလှည့်ထွက်ဖို့လုပ်လိုက်တယ်ရှန်ကျင်ရန်ရဲ့မျက်နှာချက်ချင်းပြတ်သွားပြီးရုတ်တရက်ရှိကိုပြေးဝင်ကကျွန်တော်ကိုလမ်းပေးရက်လိုက်တယ် အခွင့်အရေးပေးတာကိုမယူတတ်တဲ့ကောင်ငါပြောပြီးပြီလေဒီနေ့နေမတောင်းပန်ရင်ဒီတကားကနေအပြင်ထွက်ဖို့မစင်စားနဲ့လို့ဘာပဲဖြစ်ဖြစ်ပူပေါင်းဆောင်ရွက်မှုကိုလည်းငါမလိုချင်တော့ဘူးဒါမှမဟုတ်ရင်စောစောကကိစ္စကိုပဲဆက်လုပ်ကြမလားလူတွေကိုနေ့ရဲ့အဝတ်အစားတွေအကုန်ချုပ်ခိုင်းပြီးအားလုံးကိုတိတိကျကျအလှကြည့်ခိုင်းလိုက်ရမလား ကျွန်တော်နားထင်ကအကျော်တွေပါတစ်ဖြက်ဖြက်တုံလာရတယ်တရက်အတွင်းမှာတင်ဒီလောက်အထိအချိန်ချင်းချင်းချောက်ခံရလိမ့်မယ်လို့တကယ်ကိုမထင်ထားမိဘူးသူနဲ့ကျိုးရွှန်းကတော့တကယ်ကိုလိုက်ဖက်တဲ့အတွေ့ပဲ ဖယ်ဆန်းရှန်ကျင်ရန်ငါမင်းကိုပြောလိုက်မယ်ငါကမင်းတို့လိုလူတွေပြစ်မှားလို့ရတဲ့လူစားမျိုးမဟုတ်ဘူးမင်းသာရဲရဲ ဘာတွေအပေါင်းအာရင်တန်နေတာလဲ ရှန်ကျင်ရန်ကစိတ်မရှိတဲ့ပုံစံနဲ့ကျွန်တော်စကားကိုဖျက်ပြောလိုက်ပြီးဘေးကလူတွေကိုမျက်ရည်ပြလိုက်တယ် ရိုက်စမ်းဒီပူပေါင်းဆောင်ရွက်မှုကိုလည်းငါမလိုချင်တော့ဘူးဒီနေ့တော့သူ့ကိုတိတိကျကျဆုံးမပေးမှဖြစ်မယ် သူ့ရဲ့အမိတ်ပေးတန်လဲဆုံးရောလူမိုက်ကြီးတွေကတယောက်ကိုတယောက်ကြည့်လိုက်ကြပြီးကျွန်တော်စီကိုတပြိုင်နက်တည်းတိုးကပ်လာကြတော့တယ်ကျိုးရွှန်းကတော့အကြံအောင်သွားတဲ့အပြုံးနဲ့ကျွန်တော်ဒုက္ခရောက်မှာကိုစောင့်ကြည့်ရင်နှာခေါင်းရှုံက မင်းကငါ့ကိုရှင်ချင်သေးတယ်ပေါ့ငါပြောပြီးပြီပဲချင်းရန်ကငါ့ကိုမဖြစ်မနေအကာအကွယ်ပေးမှာပါလို့မင်းဒီနေ့တော့အသေးပဲ သူ့စကားတော့မဆုံးသေးခင်မှာတင်ဆူရှာလာတဲ့ပါရိုက်တန်တစ်ချက်ဝန်းကနေထွက်ပေါ်လာတော့တယ်အားလုံးလှည့်ကြည့်လိုက်ကြတော့ရုတ်တရက်ရောက်လာတာကရှန်ကျင်ရန်ရဲ့အဖေတတိကြီးရှန်ဖြစ်နေတယ် ဟာဒါကဘာချေနေကြီးလဲ ဥက္ကဋ္ဌကြီးကမန်နေဂျာရှန်ကိုကိုထိလက်ရောက်ရိုက်လိုက်တာလားနေမင်းကြီးအနောက်ဘက်ကထွက်လာတာများလား တကယ်ပဲဘာကိစ္စတွေဖြစ်ပျက်သွားလို့ဥက္ကဋ္ဌကြီးကိုယ်တိုင်လူများကြီးရှေ့မှာလက်ပါရတာလဲဒီကိစ္စတော့အကြီးအကျယ်ဖြစ်ပြီးတေးချတယ် လူအုပ်ကြီးထဲမှာတီတိုရေရွတ်တန်တွေထွက်ပေါ်လာပြီးလူတိုင်းရဲ့မျက်နှာပေါ်မှာအံ့ဩတုန်လှုပ်မှုတွေနဲ့နားမလည်နိုင်မှုတွေပြည့်နေလို့နေတယ်ရှန်ကျင်ရန်ကဆက်ဖြင်းဖြင်းနဲ့နာကျင်နေတဲ့ပါပြင်ကိုအုတ်ကန်ရင်လုံးဝမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ချက်ချင်းပဲမျက်ရည်တွေဝဲလာတော့တယ်သူကဒေါသလဲထွက်ဝမ်းနဲ့စရာမျက်နှာပေးနဲ့ရှန်ကျန်ဟန်ကိုကြည့်ပြီး ဖေဖေသမီးကိုဘာလို့ရိုက်တာလဲသမီးဘာအမားလုံးမိလို့လဲ ရှန်ကျန်ဟန်ရဲ့ရင်ဘက်တစ်ခုလုံးဒေါသကြောင့်တလိမ့်လိမ့်တက်နေပြီးဒေါသမီးတွေပောက်ကွဲမတက်ဖြစ်နေရတယ်သူကရှန်ကျင်ရန်ကိုလက်ညှိုးငေါက်ငေါက်ထိုးရင်းအတန်တွေတုံတုံရင်ရင်နဲ့ နင်းလိုမိုင်မဲတဲ့လူနင်းဒီနေ့ဘလောက်တောင်ကြီးတဲ့ဘေးဒုက္ခမျိုးကိုရှာလိုက်မိလဲသိရလားနင်းကတကယ်ကိုအတိအမရှိပဲကဲတင်လို့မရအောင်မိုင်မဲလုံးတယ် ပြီးတာနဲ့သူကကျွန်တော်အနာကိုအလင်းအမြန်လျှောက်လာပြီးအလွန်မင်းယိုသေးကိုင်းညွတ်တဲ့ပုံစံအဖြစ်မကင်းတဲ့အမူအရာတွေနဲ့ကျွန်တော်ကိုအယိုသေးပေးဥညွတ်လိုက်တော့တယ်ပြီးတော့တုံလုံးချောက်ချတဲ့အတန်နဲ့တောင်းပန်ရှာတယ် မန်နေဂျာဘူးရဲ့တကယ်ကိုတောင်းပန်ပါတယ်ကျွန်တော်သမီးကိုတေးတေးချာချာမဆုံးမခဲ့မိလို့မန်နေဂျာကူဒီလောက်တောင်ကြီးတဲ့မတရားမှုကိုခံလိုက်ရတာပါဘယ်လိုပဲဖြစ်ဖြစ်ခွင့်လွတ်ပေးပါနော်အခုမန်နေဂျာဘူးရဲ့ခနာကူကောဘယ်လိုနေသေးလဲဘယ်နားမှာတန်ရာရသွားလဲခင်ဗျာ ကျွန်တော်ကိုမတ်မတ်ရက်လိုက်ပြီးတင်းငိမ်ပြီးအလွန်မင်းစိမ့်ကားလာတဲ့အတန်နဲ့ ဥက္ကဋ္ဌကြီးရှန်ရဲ့ကျေးဇူးကြောင့်ပေါ့လောလောဆယ်တော့မသေးပဲတောင်းခံနိုင်သေးတာပေါ့ခင်ဗျားတို့ရှန်စစ်ကုမ္ပဏီထဲမှာအသက်မပြောက်သွားတာပဲကံကောင်းလာပါပြီ ဒီစကားကိုကြားတော့ရှန်ကျန်ဟန်ရဲ့နဖူးပေါ်မှာချက်ချင်းပဲချွေးစေးတွေစီးကြလာပြီးကြောပြင်တစ်ခုလုံးနဲ့ချွေးတွေနဲ့ဆူရွှဲသွားတော့တယ်သူ့တကူလုံးတုံတုံယူယူနဲ့ပို့ပြီးတော့တောင်ရိုးသေးပြပြတလဲပုံစံနဲ့ မန်နေဂျာသူဒါကျွန်တော်အမားပါအားလုံးကကျွန်တော်အမားတွေကြီးပါပဲကုမ္ပဏီဝန်ထမ်းတွေကိုလည်းတေးတေးချာချာမအုပ်ချုပ်ခဲ့မိတယ်လို့သမီးကိုလည်းတေးတေးချာချာမဆုံးမခဲ့မိလို့ဒီလိုအတိတ်ပဲမရှိတဲ့ကိစ္စမျိုးဖြစ်ပျက်သွားရတာပါကျွန်တော်ဒီနေရာကနေမန်နေဂျာသူကိုအလေးနဲ့တောင်းပန်ပါတယ်အမားအားလုံးကိုကျွန်တော်တယောက်တည်းတာဝန်ယူပါမယ် ရှန်ကျင်ရန်ကသူ့အဖေကဒီလောက်အထိအောက်ကျခံပြီးပြပြတလဲတောင်းပန်နေရတဲ့ပုံစံကိုမြင်တော့လုံးဝကြောင်သွားပြီးစကားဆိုလာတယ် ဖေဖေဘာတွေလုပ်နေတာလဲသူကဂူစစ်အုပ်စုရဲ့တာမန်ပူးပေါင်းဆောင်ရွက်မဲ့ကိုယ်စားလှယ်တယောက်ပဲဟာကိုကျမတို့ကသူ့အပေါ်ဒီလောက်အထိအောက်ကျခံပြီးဆက်ဆံစရာမလိုပါဘူးသူကခွင့်ရေးပေးတာကိုမယူတတ်ဘဲနဲ့အစကတည်းကစာချုပ်ဖြတ်သိမ်းဖို့ဆွလုပ်နေတာလေသမီးကသူ့ကိုဆုံးမတာဘာမှလို့လဲ ရှန်ကျန်ဟန်ကရုတ်တရက်လှည့်ပြီးသူ့ကိုတိမ်မတက်ဆိုင်ကြီးကအော်တော့တယ် တာမန်ကိုယ်စားလှယ်ဟုတ်လားနင်သူကဘယ်သူလဲဆိုတာသိရလားနင်ကိုယ်တိုင်ငါတို့ရှယ်မီသားစုရဲ့မျောလင်းချက်အားလုံးကိုဖျက်ဆီးပစ်လိုက်တာကိုနင်သိရလား ရှန်ကျင်ရန်ကတော့ဘာမှနားမလဲတဲ့မျက်နှာပေးနဲ့ဆွအခမ်းပြီးဆက်ပြောတယ် သူကကုမ္ပဏီကနေပူးပေါင်းဆောင်ရွက်ဖို့လာပြီးစစ်ဆေးတဲ့ဝန်ထမ်းတစ်ယောက်မဟုတ်လို့ပါလေဘာကြီးမားတဲ့လူကုန်ထမ်းမှုလို့လဲဖေဖေကလည်းအသေးအဖွဲလေးကိုအကြီးကြီးရှောက်လုပ်နေတာပဲအလွန်ဆုံးရှိရင်ဒီပူးပေါင်းဆောင်ရွက်မှုကိုမလုပ်တော့ယုံပေါ့ဘာဖြစ်လို့ဒီလောက်အထိနှိမ့်ချပြီးဖားနေရတာလဲ ဒီပူပေါင်းဆောင်ရွက်မှုကိုမလုပ်တော့ဘူးဟုတ်လားနင်ကတော့ပြောရတာတော်တော်လွယ်တာပေါ့ ရှန်ကျန်ဟန်ကဒေါသထွက်လုံးလို့တကူလုံးတုံရင်နေပြီးလက်ထဲကတုတ်ကောက်ကိုကျမ်းပြင်ပေါ်နောက်ကနေနေအောင်စောင့်ချလိုက်တာပြင်းပြင်းထန်ထန်ချိန်မောင်းတော့တယ် နင်ကနေတိုင်းအချင်းနောက်ပဲလိုက်ပြီးအလုပ်ကိစ္စတွေကိုပစ်ထားတယ်ကုမ္ပဏီရဲ့အခြေအနေကိုဘယ်တော့မှလှည့်မကြည့်ခဲ့ဘူးနင်လုံးဝမသိတာကအခုရှန်စစ်ကုမ္ပဏီရဲ့ငွေကြေးလည်ပတ်မှုအားလုံးပြတ်တောက်နေပြီးအကျွေးတွေပက်လည်ဝိုင်းနေတာဒေဝါလီခံရတော့မဲ့အခြေအနေဖြစ်နေပြီးဒီတစ်ချိန်ကူစစ်အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်ခွင့်ရမှသာကုမ္ပဏီကပြန်လည်ရှင်သန်ပြီးအသက်ဆက်နိုင်မှာဒါကငါတို့ရှယ်မီသားစုရဲ့နောက်ဆုံးအသက်ဆက်နိုင်မဲ့အခွင့်အရေးပဲ ဒီစကလုံးတွေကလူတိုင်းရဲ့နားထဲကိုမိုးချိုးပစ်ချလိုက်တယ်လို့မျိုးဟင်းကနေဝင်လာတာကြောင့်တယုံလုံးချက်ချင်းပဲဝန်းကနေပေါ်လောရိုက်သွားတော့တယ်ဝိုင်းကြည့်နေတဲ့ဝန်ထမ်းတွေအားလုံးရဲ့မျက်နှာတွေချက်ချင်းပြတ်သွားကြပြီးမျက်နှာပေါ်မှာအံ့ဩတုန်လှုပ်မှုတွေနဲ့တီတိုဝေဖန်ပြောဆိုလာကြတယ် ရှန်စစ်ကုမ္ပဏီကဒေဝါလီခံရတော့မယ်ဆိုတာတကယ်ကြီးကိုအဆက်ကတော့ကောလာဟလာပဲထင်နေတာ မကြသေးခင်ကကုမ္ပဏီကအသုံးစရိတ်တွေစက်တိုက်လျှော့ချနေပြီးလုပ်ငန်းအနှံငွေတွေကိုပါရွှေ့ဆိုင်းနေတာကိုဘာလို့လဲလို့ငွေကြေးလည်ပတ်မှုပြတ်တောက်သွားလို့ကို မန်နေဂျာရှန်ကအသက်ရှင်မဲ့လမ်းကိုပိတ်ပစ်လိုက်တာပဲ ရှန်ကျင်ရန်ကတကူလုံးတုံတုံရင်ဖြစ်သွားပြီးမျက်နှာကချက်ချင်းတွေးဆုပ်ဖြူရောသွားကခြေထောက်နှစ်ဖက်လုံးအားနေပြီးပြုတ်ခွေသွားတော့တယ်သူကမယုံနိုင်တော့အောင်ခေါင်းကိုဆက်တိုက်ခါရင်း မဖြစ်နိုင်တာဘလို့လုပ်ပြီးဒေဝါလီခံရမှာလဲဖေဖေသမီးကိုလိမ့်နေတာမဟုတ်လားငါတို့ရှန်စစ်ကုမ္ပဏီကြီးကဒီလောက်အထိကြီးကျယ်ခမ်းနားတာပဲဟာကိုဘလို့ဖြစ်ပြီးဒေဝါလီခံရမယ့်အဆင့်ထိရောက်သွားမှာလဲ ဒါတွေအကုန်လုံးကနင်းရှုပ်ထားတဲ့ကိစ္စတွေကြောင့်ပဲ ရှန်ကျန်ဟန်ကဒေါသတကြီးနဲ့ချိန်မောင်းတော့တယ် နင်ကနေတိုင်းကျိုးရှမ်းကိုကုမ္ပဏီထဲမှာပိုချဆိုးမိုးခွင့်ပေးပြီးကုမ္ပဏီရဲ့နာမည်ကုန်သတင်းကိုဖျက်ဆီးခဲ့တယ်နင်ကုမ္ပဏီအလုပ်တွေကိုဘယ်တော့မှလှည့်မကြည့်ပဲအုပ်ချုပ်မှုပိုင်းကလူတွေလှုပ်ချင်တိုင်းလုပ်ပြီးဝန်ထမ်းတွေကိုနှိပ်ကွပ်နေတာကိုလွတ်ထားခဲ့တယ်
အဲ့ဒါကြောင့်ကုမ္ပဏီရဲ့အကျိုးမြတ်တွေစက်တိုက်ကျဆင်းလာခဲ့တာငါသာအတင်းတောင်းခံပြီးအသက်ဆက်မပေးထားရင်ရှန်စစ်ကုမ္ပဏီကဒီနေ့အထိတောင်းခံနိုင်မှာမဟုတ်ဘူး ပြောပြီးတာနဲ့သူကကြောင်ပြီးရက်နေတဲ့ရှန်ကျင်ရန်ကိုတေမတက်ဆိုင်ကြည့်လိုက်ပြီးစိတ်ပြက်လက်ပြက်ပုံစံနဲ့ နင်အခုမြင်နေရတဲ့လူကနင်ထင်နေတယ်လို့တာမန်ပူပေါင်းဆောင်ရွက်မဲ့ကိုယ်စားလှယ်တယောက်မဟုတ်ဘူးသူကဂျူစစ်အုပ်စုရဲ့တဦးတည်းသောအမွေဆက်ခံသူကူတင်ရန်ပဲနောက်တစ်ချိန်မှာကူစစ်အုပ်စုတစ်ခုလုံးကိုအုပ်ချုပ်မဲ့တခင်လေး ဒီစကားလဲဆုံးရောတယုံလုံးချက်ချင်းပဲတိတ်ဆိတ်ချောက်ကပ်သွားပြီးလူတွေရဲ့အသက်ရှူတန်တွေကိုတောင်အတိုင်းသားကြားနေရတော့တယ်ရှန်ကျင်ရန်ကတကူလုံးတောင်ခဲသွားပြီးမျက်မှောင်တွေကျုံကအုံနောက်တစ်ခုလုံးပလာကျင်းသွားတယ်လို့မျိုးနေရာမှာတင်ဆွတ်အောင်လို့သွားတော့တယ်သူကကျွန်တော်ကိုကွက်ကြည့်နဲ့စိုက်ကြည့်နေပြီးမျက်လုံးထဲမှာအံ့ဩတုန်လှုပ်မှုခြောက်ချမှုတွေပြင်းနေနေကနှုတ်ခမ်းတွေတုန်နေပြီးအတော်ကြာတဲ့အထိစကားတစ်ခုမှထွက်မလာတော့ဘူးကျိုးရွှဲရဲ့မျက်နှာပေါ်ကအောင်နိုင်သူလိုဘဝင်မြင့်နေတဲ့ပုံစံနဲ့အောက်တန်းစားအမူအရာတွေကလည်းချက်ချင်းပဲကွဲအပ်ပျက်စီးသွားတော့တယ်မျက်နှာပေါ်ကသွေးရောင်တွေအကုန်ဆုပ်သွားပြီးစက်ကူလိုဖြူရောကခြေထောက်နှစ်ဖက်လုံးမထိန်နိုင်ပဲတုန်နေပြီးမျက်လုံးထဲမှာကြောက်ရွံ့မှုတွေပြင်းတဲ့ကစိတ်တွေပါအကုန်ပြရခက်ကုန်တော့တယ်ဂူစစ်အုပ်စုရဲ့တဦးတည်းသောအမွေဆက်ခံသူတဲ့အဲ့ဒါကသူတို့တွေတစ်သက်လုံးမျိုးဆက်ပေါင်းများစွာစူးစမ်းရင်တောင်ဘလို့မှမမိနိုင်တဲ့ထိပ်တီးလူကုန်ထန်ကြီးလေသူတို့တွေကစောစောကတင်လူများကြီးရှိမှအဲ့ဒီလိုထိပ်တီးမျိုးရိုးမြင့်တခင်လေးတယောက်ကိုဝိုင်းဖန်ကိုထီလက်ရောက်ကျူးလွန်ပြီးချင်းချောက်ခဲ့ကြတာလေဒါတယ်မကသေးဘူးသူ့ကိုဒူးထောက်တောင်းပန်ခိုင်းဖို့အတင်းလုပ်ခဲ့ကြပြီးအဝိစားတွေကိုပါအကုန်ချွတ်ပစ်မယ်လို့ကြုံဝါခဲ့ကြသေးတာဒါကဘလို့ဖြစ်ပြီးအထင်လွဲတာဖြစ်နိုင်မှာလဲဒါကကိုတေတွင်ကိုတူးခဲ့ကြတာပဲမန်နေဂျာချုပ်ဝန်ကတော့ခြေထောက်တွေပျော့ခွေသွားပြီးကျမ်းပြင်ပေါ်ကိုဓာတ်ရိုက်ခွေလဲကြလူနီးပါဖြစ်သွားရတယ်နဘူးပေါ်ကချွေးစေးတွေကစက်တိုက်စီးကြလာပြီးအဝိစားတွေပါရွှဲနစ်ကုန်တော့တယ်မျက်နှာပေါ်ကဖားရခြင်းတဲ့ပုံစံနဲ့ကိုကြခြင်းတဲ့အမူအရာတွေအကုန်ပျောက်ဆုံးသွားပြီးအလိုအမင်းကြောက်ရွံ့မှုနဲ့စိတ်ပြက်လက်ပြက်ဖြစ်မှုတွေပဲကျန်ရှိတော့တယ်စောစောကကိုထီလက်ရောက်ကျူးလွန်ခဲ့ကြတဲ့လုံခြုံရေးဝန်ထမ်းအနေငယ်ကတော့မျက်နှာတွေပြာနှမ်းသွားကြပြီးနေရာကနေချက်ချင်းပဲပျောက်ကွယ်သွားခြင်းစိတ်ပေါက်နေကြကတကူလုံးလဲတုံတုံယူနဲ့နောက်ကိုတရွတ်တိုက်ဆုတ်ခွာနေကြတော့တယ်ရှန်ချင်ရန်ကအချိန်အတော်ကြာတောင့်ခဲနေပြီးမှရုတ်တရက်တတိပြန်ဝင်လာပြီးမျက်ရည်တွေစက်တိုက်စီးကြလာတော့တယ်သူကတိတ်ခါတွေမာနတွေကိုလုံးဝဂယုမဆိုင်နိုင်တော့ပဲဖုံးကနေနေအောင်ကျမ်းပြင်ပေါ်ကိုဒူးထောက်ချလိုက်ပြီးကျွန်တော်စီကိုလောလောလောနဲ့တွားသွားကအတန်တွေတုံတုံရင်ငိုရှိုက်ရင်တောင်းပန်တိုးရှိုးတော့တယ် မန်နေဂျာကတောင်းပန်ပါတယ်ကျမမှားသွားပါတယ်ကျမမျက်စိရှိပေမဲ့မမြင်မသိဖြစ်ခဲ့မိပါတယ်ကျမတကယ်ကိုမိုက်မဲပြီးအတိတ်ရဲခဲ့မိတာပါမန်နေဂျာကူရဲ့သဘောထားကြီးမှုနဲ့ဒီတစ်ချိန်တော့ခွင့်လွှတ်ပေးပါနော် သူကကျွန်တော်ရဲ့အင်ဂျီကိုလှမ်းဆွဲဖို့လက်ဆန့်ထုတ်လာပေမဲ့ကျွန်တော်ကကိုဆောင်းပြီးအေးဆက်ဆက်နဲ့ရှောင်ထွက်လိုက်တယ်သူကအရှက်ရတာတွေကိုဂယုမဆိုင်နိုင်တော့ပဲအတန်ကုန်အောင်ဟင်ကိုယိုရင်းဆက်ပြီးတိုးရှိုးတောင်းပန်ပြန်တယ် မန်နေဂျာကလက်ထပ်ပွဲကိစ္စကကျမဝေဝေဝါးဝါဖြစ်သွားလို့ပါရှင်ကကူမိသားစုရဲ့တခင်လေးဖြစ်နေမှန်းကျမတကယ်မသိခဲ့လို့ပါကျမတို့ကစစ်ဆက်ထားတဲ့အတွေ့တွေပဲဥစ္စာတယောက်ကိုတယောက်ကူညီရမှာလေဒီလိုအထင်လွဲမှုလေးကိုစိတ်ထဲထားမနေပါနဲ့တော့နော်ပူပေါင်းဆောင်ရွက်မှုကိုတော့မဖြစ်ဖြစ်ပါနဲ့လို့အနူးညွတ်တောင်းပန်ပါတယ်ဒါကကျမတို့ရှန်မိသားစုရဲ့နောက်ဆုံးအသက်ဆက်နိုင်မဲ့လမ်းစာလေးပါကျမတို့ရှန်စစ်ကုမ္ပဏီကိုကယ်တင်ပေးပါအောင်ကျမတို့မိသားစုတစ်ခုလုံးကိုကယ်တင်ပေးပါအောင်ရှင် ပြောဆိုနဲ့သူကရုတ်တရက်ခေါင်းလဲပြီးဘေးနားမှာကြောက်လန့်တုန်ရင်နေတဲ့ကျိုးရွှမ်းကိုကြည့်ကအော်တော့တယ် ကျိုးရွှမ်းနင်ဘာလို့ကြောင်ရက်နေတာလဲမြန်လာပြီးတောင်းပန်စမ်းဒါတွေအကုန်လုံးကနင်ရဲ့အမားတွေကြီးပဲနင်ကအကြောင်းမဲ့တဝင်တိုးပြီးပြဿနာရှာခဲ့လို့ဒီလောက်အထိကြီးမားတဲ့ဘေးဒုက္ခမျိုးကြုံရတာနင်ပဲအရာအလုံးကိုဖျက်ဆီးပစ်လိုက်တာ လူလိုက်ရဲ့အကြည့်တွေကချက်ချင်းပဲကျိုးရွှမ်းစီကိုစုပြုံရောက်ရှိသွားကြတော့တယ်ကျိုးရွှမ်းကတော့အသေးအတန်ကြောက်လန့်နေပြီးတကူလုံးတုန်ရင်တွေကဘေးကလူတွေရဲ့အတင်းဆွဲခေါ်မှုကြောင့်ကျမ်းပြင်ပေါ်ကိုဖုံးကားနဲ့နေအောင်ဒူးထောက်ကျသွားရှာတယ်သူနေတိုင်းဗိုလ်ကျဆူးမိုးနေတဲ့အချိန်ဝါတွေလုံးဝမရှိတော့ပဲမျက်နှာကစက်ကူလိုဖြူရောကနှုတ်ခမ်းတွေလည်းတုံတုံယူနဲ့အတန်တွေပါပြက်တောင်းဖြစ်နေပြီးကြောက်လန့်တကြား မန်နေဂျာသူတောင်းပန်ပါတယ်ကျွန်တော်မှားသွားပါတယ်ကျွန်တော်မှာမျက်လုံးရှိပေမဲ့အမှန်ကိုမမြင်ခဲ့မိပါဘူးကျွန်တော်မသိနားမလဲပဲအတင်းရဲခဲ့မိတာပါကျွန်တော်အကြောင်းမဲ့ထင်ကြေးပေးပြီးကိုထီလက်ရောက်စော်ကားမိသွားပါတယ်ဒီတစ်ချိန်တော့ခွင့်လွှတ်ပေးပါနော်နောက်တစ်ခါလုံးဝမလုပ်ရဲတော့ပါဘူး သူကပြတလဲနဲ့ကျမ်းပြင်ပေါ်ကိုခေါင်းနဲ့ဖုံးကားနဲ့နေအောင်တရားဆက်ဥချတော့တယ်အေးဆက်လာတဲ့ကျမ်းပြင်ပေါ်မှာဥချတန်ကတကုတ်ကုတ်နဲ့မြည်နေပြီးနဖူးတစ်ခုလုံးချက်ချင်းပဲနီးရဲကဖူးယောင်လာပေမဲ့ဘလို့မှမရဲရှာဘူးမန်နေဂျာချုပ်ဝန်ကလည်းအလင်းအမြန်ရှိကိုတိုးလာပြီး မန်နေဂျာသူကျွန်တော်အမားကိုတိပါပြီ သူကကိုညှုတ်ပြီးအလုံးအမင်းနှိမ့်ချတဲ့ပုံစံနဲ့တောင်းပန်ရှာတယ်သူ့ရဲ့ချွေးစေးတွေကလည်းစက်တိုက်စီးကြနေပြီး ကျွန်တော်ကလူကပ်ပြီးဖားခဲ့မိတာပါအမားအမှန်ကိုတေးသေးချာချာမခွဲခြားပဲဂျိုးရှန်ဘက်ကနေကာကွယ်ပေးခဲ့မိပါတယ်မန်နေဂျာဘူးအပေါ်ကိုရိုင်းဆိုင်ဆက်ဆံခဲ့မိတဲ့အတွက်ကျွန်တော်တေးထိုက်ပါတယ်ကျွန်တော်ကိုအဖြစ်ပေးပါခင်ဗျာ စောစောကကိုတီလက်ရောက်ကျူးလွန်ခဲ့ကြတဲ့လုံခြုံရေးဝန်ထမ်းအချို့ကလည်းတာဝန်ခံပြီးကျမ်းပြင်ပေါ်ကိုတယောက်ပြီးတယောက်ဒူးထောက်ချလိုက်ကြပြီးဥချတောင်းပန်ကြတော့တယ်သူတို့ရဲ့အတန်တွေထဲမှာခြောက်ချတုံလုံးမှုတွေပြည့်နေနေပြီး မန်နေဂျာသူတောင်းပန်ပါတယ်ကျွန်တော်တို့ကအထက်ကခိုင်းလို့လုပ်ရတာပါဘာမှမသိလို့မမရဘူးလို့ကျွန်တော်တို့ခွင့်လွှတ်ပေးပါဦးခင်ဗျာ ခဏအတွင်းမှာပဲကျယ်ဝန်းလာတဲ့ရုံးခန်းကျမ်းပြင်တစ်ခုလုံးမှာဒူးထောက်ပြီးအတနာခံတောင်းပန်နေကြတဲ့လူတွေနဲ့ပြည့်နေသွားတော့တယ်ဒီမြင်ကွင်းကတကယ်ကိုရေစရာလည်းကောင်းတယ်လို့အကြီးတန်းရုံရင်းဆန်ခက်လည်းဖြစ်နေတော့တာပေါ့ရှန်ချင်ရန်ကတော့မျက်ရည်ဆက်လက်နဲ့အတော်လေးကိုတနာစရာကောင်းအောင်ပျက်စီးယိုယွင်းနေတဲ့ပုံစံဖြစ်နေပြီးခေါင်းပေါ်ကကျွန်တော်ကိုမျောလင်းချက်နောက်ဆုံးလက်ကျန်နဲ့စိုက်ကြည့်ရင် မန်နေဂျာကအမားအားလုံးကကျမတို့အပေါ်မှာပဲရှိတာပါကျမကျိုးရွှမ်းကိုချက်ချင်းအလုပ်ကထုတ်ပစ်ပါမယ်ရှင့်ကိုစော်ကားခဲ့တဲ့လူမှန်သမျှကိုလည်းအလုပ်ဖြုတ်ပြီးအပြစ်ရှိတဲ့ဝန်ထမ်းအားလုံးကိုပြင်းပြင်းထန်ထန်အရေးယူပါမယ်ရှင့်ကိုလည်းရောကြေးပေးပါမယ်ဘလောက်ပဲပေးရကျမပေးဖို့အဆင်သင့်ပါပဲကျမတို့နဲ့ဆက်ပြီးပူးပေါင်းဆောင်ရွက်ပေးမယ်ဆိုရင်ရှင်ပြောသမျှအကုန်လုံးကိုကျမနားထောင်ပါမယ်အနူးညွတ်တောင်းပန်ပါတယ်ကျမတို့ကိုအခွင့်အရေးတစ်ချိန်လောက်ပဲထပ်ပေးပါဦးနော် ရှန်ကျန်းဟိုင်ကလည်းအရှိကိုတလန်တိုးလာပြန်ပြီးရိုးသားနှိမ့်ချလာတဲ့လေတံနဲ့အသေးအတန်ဖြောင်းဖြပြောဆိုလာတယ် မန်နေဂျာသူလူငယ်ဆိုတာစိတ်လိုက်မှန်ပါနဲ့မိုင်မဲတက်ကြတာတဘာဝပါတမီးဖြစ်သူကလည်းဒီနေ့တကယ်ကိုအမားကိုတီးသွားပါပြီအထင်လွဲမှားမှုတွေအတွက်ကျွန်တော်တို့အဖြစ်ပေးတာကိုကြီးကြီးဖြူဖြူခံယူပါမယ်ဒါပေမဲ့အများအကျိုးကိုငဲ့ညာပြီးတော့လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကိုဆက်ပြီးအတည်ပြုပေးပါဦးခင်ဗျာဒီလုပ်ငန်းသာအောင်မြင်မယ်ဆိုရင်ရရှိမဲ့အကျိုးမြတ်အားလုံးကိုကူစစ်အုပ်စုကိုပဲအကုန်ပေးပါမယ်ကျွန်တော်တို့တပြားတစ်ချက်မှမယူပါဘူးကျိုးရွှမ်းနဲ့မန်နေဂျာချုပ်ဝန်တို့ကိုလည်းကျွန်တော်ချက်ချင်းပဲပြက်ပြက်သားသားအရေးယူမှာပါလုံးဝခွင့်လွှတ်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ဘယ်လိုသဘောရပါလဲခင်ဗျာ ကျွန်တော်ကတော့ကျမ်းပြင်ပေါ်မှာဒူးထောက်ပြီးအတနာခံနေကြတဲ့လူအုပ်ကြီးကိုငုံကြည့်လိုက်မိတယ်စောစောကဗိုလ်ချဆိုးမိုးနေပြီးအခုကျမှဖားရတောင်းပန်နေကြတဲ့သူတို့ရဲ့ရှင်းနောက်မညီတဲ့ယွန်ရှာပွဲအမှုအရာတွေကိုကြည့်ပြီးကျွန်တော်စိတ်ထဲမှာဘာခံစားချက်မှမရှိပဲအေးစက်မှုနဲ့ဆက်ဆုပ်ယွန်ရှာမှုတွေပဲပြည့်နေတော့တယ်အရှိန်ဝါရှိတုန်းကတော့သူတို့ကသူတစ်ပါးရဲ့ဂုံတိတ်ခါကိုအာနာပြပြီးဥပဒေမဲ့နင်းချေခဲ့ကြပြီးတစ်ဖက်လူရဲ့အဆင့်တန်းကိုတီးသွားတဲ့အခါကျမှအသက်ဘေးကလွတ်ဖို့အတွက်ဒူးထောက်ဖားရတောင်းပန်နေကြတာဒီလိုမျိုးအခြေအနေကြည့်ပြီးဖားတတ်တဲ့
ဘာစီကမှမရှိတဲ့ကုမ္ပဏီနဲ့လူတွေဟာလုပ်ငန်းပူးပေါင်းဆောင်ရွက်ဖို့မထိုက်တန်တယ်လို့ဘာခွင့်ရေးမှရဖို့လည်းမတန်ဘူး မလိုတော့ဘူး ကျွန်တော်ရဲ့အေးဆက်ပြတ်သားတဲ့အတန်ကလူတိုင်းရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုရိုက်ချိုးလိုက်တော့တယ် ရှန်ကျင်ရန်မင်းနဲ့ငါလက်ထပ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ဘူးပြီးတော့ကူစစ်အုပ်စုနဲ့ရှန်စစ်ကုမ္ပဏီရဲ့ပူးပေါင်းဆောင်ရွက်မှုအားလုံးကိုလည်းအခုချက်ချင်းဖျက်သိမ်းပြီးထာဝရရက်စဲလိုက်ပြီ ဒီစကားတစ်ခုကအားလုံးရဲ့နောက်ဆုံးမျှော်လင့်ချက်အလင်းတန်းကိုလုံးဝချေမှုပစ်လိုက်တာပဲရှန်ကျင်ရန်ကအေးဆက်နေတဲ့ကျမ်းပြင်ပေါ်မှာတောင်ခဲသွားပြီးမျက်နှာကဖြူရောကမျက်လုံးထဲကအယောင်ဝါတွေအကုန်ကွယ်ပြောက်သွားတော့တယ်သူကအကွဲရှာနာတဲ့အတန်နဲ့ ထာဝရရက်စဲတယ်ဟုတ်လားကုတင်ရန်ရှင်ဒီလိုမလုပ်တင်ဘူးလေကျမဒူးထောက်ပြီးအမားကိုတောင်းပန်ခဲ့ပြီးပဲအမားလုပ်ခဲ့တဲ့လူအားလုံးကိုလည်းအလုပ်ဖြုတ်ပြီးဘာပဲဖြစ်ဖြစ်ပေးဆက်ဖို့အဆင်သင့်ပါပဲလို့ပြောခဲ့တယ်လေရှင်ဘာလို့ကျမကိုအခွင့်အရေးတစ်ချိန်လေးတောင်မပေးနိုင်ရတာလဲ ရှန်ကျန်ဟန်ရဲ့မျက်နှာကတော့တေလူလိုပြည့်ရွှင်သွားပြီးရိမ့်ထိုးရင်းရှိကိုတိုးလာက6ချတုံးလို့စွာနဲ့တောင်းမှရှာတယ် မန်နေဂျာသူခွင့်လွှတ်ပေးပါလို့ကျွန်တော်အနူးညွတ်တောင်းပန်ပါတယ်ရှန်စစ်ကုမ္ပဏီဆိုတာကျွန်တော်ရဲ့နှစ်ပေါင်း30စာသွေးနဲ့ချွေးတွေရင်းနှီးထားရတာပါကုမ္ပဏီမှာဝန်ထမ်းပေါင်းထောင်ချီပြီးမိခိုနေကြရတာပါပူးပေါင်းဆောင်ရွက်မှုတာရက်ဆိုင်သွားရင်ရှန်စစ်ကုမ္ပဏီကငွေကြေးပြတ်တောက်ပါကြီးချက်ချင်းဒေဝါလီခံရတော့မှာပါအဲ့ဒီအခါကျရင်မိသားစုပေါင်းထောင်ချီပြီးဒုက္ခရောက်ကုန်ကြပါလိမ့်မယ်ဒီလောက်ထိရက်ဆက်ဖို့မလိုပါဘူးခင်ဗျ ရက်ဆက်တယ်ဟုတ်လား ကျွန်တော်မျက်လုံးထဲမှာအေးဆက်ဆက်အပြုံးတစ်ခုထွက်ပေါ်လာပြီးပြက်ပြက်တသားပဲပြောလိုက်တယ် ဒီနေ့ဒီလိုအခြေအနေရောက်လာတာကမင်းတို့ကိုယ်တိုင်တဆင့်ပြီးတဆင့်တွန်းပို့ခဲ့ကြတာပဲမဟုတ်လားငါရှန်စစ်ကုမ္ပဏီကိုခြေချကြတဲ့ကငါကလာရောက်လေးလာစစ်ဆေးတဲ့လုပ်ငန်းကိုယ်စားလှယ်ဖြစ်ကြောင်းကုမ္ပဏီရဲ့ဝန်ထမ်းမဟုတ်ကြောင်းအကြိမ်ကြိမ်ပြောခဲ့တယ်ဒါပေမဲ့ကျိုးရှမ်းကအကြောင်းမဲ့ဆွဆွဲပြီးငါ့ကိုအလုပ်တွေအတင်းခိုင်းစေခဲ့တယ်ဝန်ထမ်းအားလုံးရဲ့အလုပ်တွေကိုပါအတင်းလွှဲအပ်ပြီးအလုပ်ထုတ်မယ်လို့ခဏခဏချိန်ချောက်ခဲ့တယ်မန်နေဂျာချုပ်ဝန်ကလည်းဥပဒေကိုမျက်ကွယ်ပြုပြီးရုံးတွင်ဗိုလ်ချမှုကိုအားပေးအားမြောက်ပြုခဲ့တယ်ပြီးတော့မင်းရဲ့သမီးဖြစ်သူရှန်ကျင်ရန်ကလည်းအမားမှန်ကိုမဝေခွဲပတ်လိုက်ပြီးလုံခြုံရေးတွေကိုငါ့ကိုဝိုင်းဖန်ခိုင်းခဲ့တယ်ငါ့ကိုအသက်အန္တရာယ်ချိန်ချောက်ပြီးကုမ္ပဏီထဲမှာတရားမဝင်ပိတ်လောင်ထားဖို့လုပ်ခဲ့ကြတယ် ကျွန်တော်ကဒူးထောက်နေတဲ့လူအုပ်ကြီးကိုဝေ့ကြည့်လိုက်ပြီးအတန်ကိုပို့ပြီးအေးဆက်6ချခွဲကောင်းအောင်ပြောလိုက်တယ် ငါတလန်းလုံးပေးခံခဲ့တာကလုပ်ငန်းလေးလာမှုကိုပြီးမြောက်အောင်လုပ်ချင်လို့ပဲဒါပေမဲ့မင်းတို့ကအာဏာပြပြီးအားနည်းသူကိုနှိပ်ကွက်ခဲ့ကြတယ်အမားမှန်ကိုပြောင်းပြန်လန်ပြီးသူတစ်ပါးရဲ့ဂုဏ်သိက္ခာကိုနင်းချေခဲ့ကြတယ်ဒီနေ့ကြုံတွေ့ရတဲ့ရလက်ကတော့မင်းတို့ရဲ့ကိုလုတ်တဲ့ကန်နောက်ပြန်ဆန်ရတာပဲ မန်နေဂျာချုပ်ဝန်ကတော့ချွေးတွေရွှဲနေပြီးကျမ်းပြင်ပေါ်ကိုဥချရင် မန်နေဂျာသူကျွန်တော်မမှန်းသိပါပြီကျွန်တော်ကခင်ဗျားကိုတာမန်ဝန်ထမ်းအစ်စ်တစ်ယောက်ထင်နေလို့ပါကျိုးရှမ်းရဲ့လှည့်စားမှုကိုခံလိုက်ရလို့ပါခင်ဗျားလိုထိပ်တီးလူကြီးလူကောင်းတစ်ယောက်ကိုစော်ကားရဲစိတ်လုံးဝမရှိပါဘူးခင်ဗျာကျွန်တော်နဲ့ရှန်စစ်ကုမ္ပဏီကိုခွင့်လွှတ်ပေးပါဦးကျွန်တော်မှလည်းအထက်မှာလူကြီးအောက်မှာလူငယ်တွေရှိပါသေးတယ်အလုပ်ပြုတ်သွားရင်တမိသားစုလုံးအသက်ရှင်ဖို့လမ်းပြောက်သွားပါလိမ့်မယ် လှည့်စားခံရတယ်ဟုတ်လား ကျွန်တော်ကလှောင်ပြုံးလိုက်ပြီး ရုံးတွင်ဆုံးမတုံတင်နေဆိုတာအခချင်းဝင်မပေးပဲအနိုင်ကျင့်နှိပ်စက်ဖို့နဲ့ရိုင်းရိုင်းဆိုင်ဆိုင်ဆဲဆိုဖို့စင်ကြင်မဟုတ်ဘူးမင်းရှန်စစ်ကုမ္ပဏီမှာလောက်သက်ဘယ်လောက်ကြာပြီလဲကုမ္ပဏီရဲ့ပတ်ဝန်းကျင်ကဘယ်လိုလဲဆိုတာမင်းအသိဆုံးဖြစ်မှာပါမင်းကသူတစ်ပါးရဲ့လှည့်စားမှုကိုခံရတာမဟုတ်ဘူးမင်းရဲ့စိတ်ရင်းကိုကအခြေအနေကြည့်ပြီးဖားတက်တဲ့အချင်းနဲ့အာနာပြတက်တဲ့အချင်းရှိလို့ပဲ မန်နေဂျာချုပ်ဝန်ကတော့ချက်ချင်းပဲစကားဆော့အားသွားပြီးကျမ်းပြင်ပေါ်ကိုပျောက်ခွေလဲကျသွားကစင်ကြေပေးဖို့အားအင်တွေလုံးဝဆုံးရှုံးသွားတော့တယ်ကျိုးရွှန်းကလည်းစောစောကဘိုးချဆူမိုးနေတဲ့ပုံစံလုံးဝမရှိတော့ပဲစပင်တွေရှုပ်ပွားကမျက်နှာဖြူရော်နဲ့ရှိကိုအသေးအတန်တရွတ်တိုက်တိုးလာပြီးတောင်းပန်ရှာတယ် မန်နေဂျာသူအမားအားလုံးကကျွန်တော်တယောက်တည်းရဲ့အမားပါတခြားလူတွေနဲ့ဘာမှမဆိုင်ပါဘူးကျွန်တော်ကစိတ်တဘောထားသေးတင်ပြီးမတိနားမလဲပဲခင်ဗျားကိုအကြောင်းမဲ့ပြစ်နာရှာခဲ့တာပါကိုထိလက်ရောက်လဲကျူးလွန်ခဲ့မိပါတယ်ကျွန်တော်တယောက်တည်းကိုပဲအဖြစ်ပေးပါပူပေါင်းဆောင်ရွက်မှုကိုတော့မဖြတ်ပြပါနဲ့အပြစ်မရှိတဲ့ဝန်ထမ်းပေါင်းထောင်ချီကတော့ကျွန်တော်ရဲ့မိုင်မဲမှုအတွက်အနစ်နာမခံသင့်ပါဘူးခင်ဗျာကျွန်တော်အဖြစ်အားလုံးကိုတာဝန်ယူပါမယ် ရှန်ကျင်ရန်ကတော့အဲ့ဒီအခွင့်အရေးကိုချက်ချင်းဆုပ်ကန်လိုက်ပြီးမျက်လုံးမြင်မြင်နဲ့အော်ဟစ်တော့တယ် ဟုတ်တယ်ဒါတွေအကုန်လုံးကကျိုးရွှဲရဲ့အမားတွေကြီးပဲကျမနဲ့ဖေဖေကသူ့ရဲ့လှည့်စားမှုကိုခံလိုက်ရတာကျမသာရှင်ရဲ့အဆင့်တန်းကိုသိရင်သူ့ကိုဒီလိုလုပ်ဖို့ဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူးကျမသူနဲ့အခုချက်ချင်းလမ်းခွဲပါမယ်သူ့ရဲ့အဖြစ်အားလုံးကိုလည်းဥပဒေအရအရေးယူပါမယ်အနှိုးညွတ်တောင်းပန်ပါတယ်ရှင်ရဲ့ဆုံးဖြတ်ချက်ကိုပြန်ရုပ်သိမ်းပေးပြီးပူးပေါင်းဆောင်ရွက်မှုကိုဆက်လုပ်ပေးပါအောင်နော် ကျိုးရွှန်းကစိတ်နာလုံးလို့တုံရင်နေပြီးရှန်ကျင်ရန်ကိုမျက်ရည်တွေနဲ့စိုက်ကြည့်ရင်ရင်နာနာနဲ့မေးခွန်းထုတ်တော့တယ် နင်တကယ်ကိုရက်ဆက်လုံးနဲ့ရှန်ချင်ရန်စောစောကတင်ခုတ်ဆိုခုတ်တက်ဆိုတက်အမိန်ပေးခဲ့တာနင်ကိုယ်တိုင်လေအခုပြစ်နာလဲတက်ရောအဖြစ်အားလုံးကိုငါအပေါ်ကြီးပုံချပစ်တော့တာပဲလားနင်တကယ်ကိုတွေးအေးလုံးနေဗျာ ဒါကနင့်ရဲ့မိုင်မဲမှုကြောင့်နင့်ဘာသာနေသေးတွင်းတူတာလေ ရှန်ကျင်ရန်ကဒေါသတကြီးနဲ့အော်ဟစ်ဆဲဆိုတော့တယ် ငါနင့်ကိုအပြုတ်မှုတွေဆင်ခြင်ဖို့အစောကြီးကလေးကပြောခဲ့တာပဲနင်ကစိတ်ထင်တိုင်းပူကြဆိုးမိုးချင်နေတာနင်ကငါရဲ့စိတ်ဆက်ပွဲကိုလည်းဖျက်ဆီးပစ်တယ်ရှမ်းမီသားစုတစ်ခုလုံးကိုလည်းဖျက်ဆီးပစ်တယ်နင်ကတကယ်ကိုကတ်ဆိုးကောင်ပဲ နင်ကိုယ်တိုင်ကငါ့ကိုကုမ္ပဏီထဲမှာစိုးမိုးခွင့်ပေးထားပြီးတော့အခုပြစ်နာတက်တဲ့အခါကျမှမျက်နှာကွက်ခနဲ့ပြက်ပြီးအရှက်မရှိအကုန်ရင်းတော့တာပဲလား ကျိုးရွှန်းကဒေါသလဲထွက်ဝမ်းလဲနေပြီးပြောရှာတယ်သူတို့နှစ်ယောက်ဟာလူအများကြီးရှိမှတင်ချက်ချင်းပဲမျက်နှာဖုံးတွေကွာကြကုန်ပြီးအချင်းချင်းအပြစ်တင်လက်ညှိုးထိုးလွှဲချနေကြတော့တာပေါ့အရင်ကတယောက်ကိုတယောက်ချစ်လာကြည့်ရဲဆိုတဲ့ပုံစံတွေလုံးဝမရှိတော့ပဲရုပ်ပြဆင်းပြနိုင်လာတဲ့အောက်တန်းစားအမှုရာတွေပဲအထင်ရှားကျန်တော့တယ်ဝိုင်းကြည့်နေတဲ့ဝန်ထမ်းတွေကတော့စိတ်ထဲကနေတက်ပြင်းကိုစီချရင်သူတို့နှစ်ယောက်ရဲ့လက်တွေ့ဆန်လာတဲ့ရက်စက်မှုတွေကိုတီးတိုးရည်ရွနေကြတော့တယ်တပြိုင်နက်တည်းမှာပဲရှန်စစ်ကုမ္ပဏီကတော့ဒီတစ်ချိန်မှာတကယ်ကိုအသက်ထွက်တော့မယ်ဆိုတာအားလုံးရိပ်မိလိုက်ကြပြီရှန်ကျန်းဟိုင်ကတော့ဒေါသထွက်လွန်လို့တဟုတ်ဟုတ်နဲ့ချောင်းတွေစက်တိုက်ဆူလာပြီးသူတို့နှစ်ယောက်ကိုဒေါသတကြီးချိန်မောင်းလိုက်တယ် တော်ဆန်းတော်ကြဆန်းလူအများကြီးရှေ့မှာအချင်းချင်းရန်ဖြစ်နေကြတာအရှက်မရှိဘူးလားအခုလိုအပြစ်လွဲချနေလို့ပြစ်နာကပြေလည်သွားမှာမို့လို့လား သူကစိတ်ပြက်လက်ပြက်ဖြစ်နေတာတွေကိုအတင်းအောင်အီးမျိုးတိတ်ပြီးကျွန်တော်စီကိုနောက်တစ်ချိန်နှိမ့်ချစွာနဲ့တိုးရှူတောင်းပန်လာပြန်တယ် မန်နေဂျာသူကျွန်တော်အခုချက်ချင်းကျိုးရှမ်းကိုအလောက်ကထုတ်ပြပါမယ်မန်နေဂျာချုပ်ဝန်ကိုလည်းယာထိုးကဖယ်ရှားပါမယ်ကိုထိလက်ရောက်ကျူးလွန်ခဲ့တဲ့လုံခြုံရေးဝန်ထမ်းအားလုံးကိုလည်းအလုပ်ဖြုတ်ပြီးနောင်ဘယ်တော့မှပြန်မခန့်တော့ပါဘူးလုပ်ငန်းရဲ့အကျိုးမြတ်အားလုံးကိုကူစစ်အုပ်စုကိုပေးမယ်အပြင်ကျွန်တော်တို့ကုမ္ပဏီရဲ့ရှယ်ယာ900ခိုင်နှုန်းကိုပါခင်ဗျားကိုမြစ်တာလက်ဆောင်ထပ်ပေးပါမယ်အနူးညွတ်တောင်းပန်ပါတယ်ပူပေါင်းဆောင်ရွက်မှုကိုပြန်ပြီးစဉ်းစားပေးပါဦးခင်ဗျာ ဒီလောက်ထိအစမတန်ကောင်းမွန်လုံးနဲ့ကန့်လန့်ချက်ကြောင့်ဝိုင်းအောင်နေတဲ့အစင်းမြင့်အရာရှိတွေအားလုံးစိတ်လှုပ်ရှားသွားကြပေမဲ့ကျွန်တော်ရဲ့စိတ်ကူးကိုတော့တစ်ချက်လေးတောင်လှုပ်ခတ်အောင်မလုပ်နိုင်ခဲ့ပါဘူးဒီစကားကိုကြားတော့ကျွန်တော်ကမျက်မှောင်ကျုပ်ပြီးရှန်အုတ်ကထားကိုအကက်ခတ်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်တယ်ပြီးမှအေးအေးဆေးဆေးပဲလေတံကိုလျှော့ပြီးပြောလိုက်တယ် ဒါကအကျိုးမြတ်တွေရော်ကြေးတွေနဲ့ဘာမှမဆိုင်ဘူး
ရှန်စစ်ကုမ္ပဏီရဲ့အမြင့်တွယ်နေတဲ့အခြေခံအဆောက်အုံတစ်ခုလုံးကအထက်ကနေပုတ်တိုးနေပြီးအုပ်ချုပ်မှုပိုင်းကလူတွေကအခြေအနေကြည့်ပြီးဖားတက်ကြတယ်ဥပဒေကိုလည်းချိုးဖောက်ကြတယ်ဝန်ထမ်းတွေကလည်းအားနွဲ့သူကိုနှိပ်ကွက်ကြတယ်အထက်ကနေအောက်ထိဘာစည်းကမ်းမှလည်းမရှိဘာကြောက်တရားမှလည်းမရှိကြဘူးဒီလိုကုမ္ပဏီမျိုးကငါတို့ကိုအကျိုးမြတ်တရားရာခိုင်နှုန်းပေးမယ်ဆိုရင်တော့ကုစစ်အုပ်စုအနေနဲ့ဘယ်တော့မှပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူး ရှန်ကျန်းဟိုင်ကရိန်ထိုးပြီးနောက်ကိုဆုတ်ခွာသွားရတယ်မျက်နှာကဖြူရောသွားပြီးစိတ်ပြက်လက်ပြက်နဲ့ တကယ်ပဲဘာမှညှိနှိုင်းလို့မရတော့ဘူးလားခင်ဗျာ မရဘူး ကျွန်တော်ကသူ့ကိုကြည့်ပြီးအေးဆက်ဆက်အပြုံးတစ်ခုနဲ့လုံးဝကိုတွေးစွာပြောလိုက်တယ် မိမိရဲ့ဝန်ထမ်းတွေကိုမလေးစားတတ်တယ်လို့အလုပ်သမားဥပဒေကိုနားမလည်ပဲဝန်ထမ်းတွေကိုအခကျင်းဝင်မပေးပဲနှိပ်ကွက်ခြင်းစိတ်ပဲရှိတဲ့ကုမ္ပဏီမျိုးဟာငါတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့အရေးချင်းလုံးဝမရှိဘူး ရှန်ကျင်ရန်ကတော့စိတ်တွေအကုန်ပျက်စီးကုန်ပြီးငိုကြီးကျမနဲ့စကားတွေပါဘလုံးပထွေးဖြစ်နေရှာတယ် ကျမစီမံခန့်ခွဲမှုမှားယွင်းသွားလို့ပါကျမကုမ္ပဏီရဲ့ဝန်ထမ်းတွေရဲ့ဇယိုက်လက္ခဏာကိုအကုန်ပြန်ပြင်ပါမယ်စနစ်တွေကိုလည်းတေချာပြန်ပြင်ဆင်ပြီးဝန်ထမ်းတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါမယ်ကျမအကုန်လုံးကိုအကောင်းဆုံးဖြစ်အောင်ပြန်ပြင်ပါမယ်ရှန်စစ်ကုမ္ပဏီကိုပြန်စတင်နိုင်ဖို့အခွင့်အရေးတစ်ချိန်လောက်ပဲပေးပါနော် ကျွန်တော်ကလှောင်ပြုံးလိုက်ပြီး လူတစ်ယောက်ရဲ့ဗီဇဆိုတာပြောင်းလဲဖို့တိတ်ခတ်တယ်ရှန်ကျင်ရန်မင်းကအတက်တစ်ခုရဲ့အတွက်နဲ့ကုမ္ပဏီရဲ့ကုန်သတင်းကိုဖျက်ဆီးဖို့ဝန်မလေးခဲ့ဘူးသူတစ်ပါးရဲ့ကုန်တိတ်ခါကိုလည်းနင်းချေခဲ့တယ်မင်းလိုလူမျိုးကကုမ္ပဏီတစ်ခုကိုဥဆောင်ဖို့စိတ်သက်ပိုင်းဆိုင်ရာအဆင့်တန်းလုံးဝမရှိဘူးရှန်စစ်ကုမ္ပဏီပျက်စီးသွားရတာကတိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူး ပြောပြီးတာနဲ့ကျွန်တော်ကဖုန်းကိုထုတ်ပြီးအတန်ဖမ်းထားတာတွေဗီဒီယိုမှတ်တမ်းတွေနဲ့ရဲစခန်းကိုတိုင်ချက်ဖွင့်ထားတဲ့စာမျက်နှာကိုသူတို့ကိုပြလိုက်တယ် ယောပြီးတော့ငါရဲစခန်းကိုတိုင်ချက်ဖွင့်ပြီးပြီ ဒီစကလုံးကသူတို့ရဲ့နောက်ဆုံးလက်ကျန်မျောလင်းချက်လေးကိုပါအစအနမကြမ်းချင်းမုန်းပစ်လိုက်တာပဲလူတိုင်းချက်ချင်းပြရခတ်ကုန်ကြပြီးအသေးအတန်တနာခံတောင်းပန်ကြတော့တယ်ကျိုးရွှန်းကတော့နေရာမှာတင်ပြုတ်ခွေလဲကျသွားပြီးခွင့်လွတ်ပေးဖို့ငိုယိုတောင်းပန်နေတယ်လို့မန်နေဂျာချုပ်ဝန်ကလည်းတကူလုံးတုံရင်နေပြီးသူကဘေးကနေဝင်ရောက်မိတာပါလို့စင်ကြေးပေးနေတော့တယ်လုံခြုံရေးဝန်ထမ်းအချို့ကလည်းစက်တိုက်ဥချရင်သူတို့ကအထက်ကခိုင်းလို့လောက်ရတာပါလို့ငိုယိုပြောဆိုနေကြပြန်တယ်ရှန်ကျင်ရန်ကတော့မျက်လုံးတွေထဲမှာရှုပ်တုံးမှုတွေပြည့်နေသွားပြီးကျွန်တော်ရဲ့ဖုန်းကိုလှမ်းလို့ဖို့လက်ဆန့်ထုတ်လာတယ် ကိုတင်ရန်ရှင်ရဲတိုင်လို့မဖြစ်ဘူးလေဒီရှုပ်ထုတ်ကြီးလူသိရှင်ကြားပေါက်ကြားသွားရင်ရှန်စစ်ကုမ္ပဏီကတော့လုံးဝသွားပြီရှင်ပြောသမျှအကုန်လုံးကိုကျမသဘောတူပါမယ်အနှိုးညွတ်တောင်းပန်ပါတယ်ရဲတိုင်ထားတာကိုပြန်ရုပ်သိမ်းပေးပါနော် ကျွန်တော်ကကိုဆောင်ပြီးရှောင်ထွက်လိုက်ပြီးပြက်ပြက်တသားပဲပြောလိုက်တယ် အမားလို့ရင်အပြစ်ဒဏ်ခံရမှာပဲဥပဒေရှိမှောက်မှာဘသူ့အတွက်မှအခွင့်ထူးခံဆိုတာမရှိဘူး ရှန်ကျန်းဟိုင်ကတော့လေတန်တိုးတိုးနဲ့တက်ပြင်းချရှာတယ် သွားပြီရှန်စစ်ကုမ္ပဏီကတော့တကယ်ကိုမကယ်နိုင်တော့ဘူး အစိုးရောက်သွားတဲ့စိတ်ပြတ်မှုတွေကရှန်ကျင်ရန်ရဲ့အတိညာဉ်ကိုလုံးဝပျက်စီးသွားစေတော့တယ်သူကဒေါသနဲ့မုန်းတီးမှုအလုံးကိုကျိုးရွှန်းပေါ်ပုံချပစ်လိုက်ပြီးကျိုးရွှန်းစီကိုအတင်းပြေးဝင်ကပါးကိုဖြန်းကနေနေအောင်ရိုက်ပစ်လိုက်တော့တယ်ကျိုးရွှန်းရဲ့ပါးတစ်ဖက်ကချက်ချင်းပဲနီးရဲပြီးတွေးဆလာကမျက်လုံးထဲမှာတော့အလွန်အမင်းစိတ်နာမှုတွေပြည့်နေသွားတော့တယ် ရှန်ကျင်ရန်နေငိုက်ကိုရိုက်တယ်ဟုတ်လား ရယုံတင်ဘဲကမလဲရှန်ချင်းရန်ကလုံးဝစိတ်လွတ်သွားပြီးမျက်ရည်တွေနဲ့အော်ဟစ်တော့တယ်နင်ကအเจ้าမဲ့တဝင်လိုပြဿနာရှာခဲ့ပြီးငါရဲ့အရာအလုံးကိုဖျက်ဆီးပစ်လိုက်တာငါတို့ရှန်မီသားစုရဲ့မျိုးဆက်သုံးဆက်စာအခြေခံအဆောက်အုံကြီးကိုဖျက်ဆီးပစ်လိုက်တာနင်ကတကယ်ကိုအသုံးမကျတဲ့အမိုက်ကောင်ပဲ ကျိုးရွှန်းလဲစိတ်တွေအကုန်ပျက်စီးသွားပြီးငိုယိုက ငါကနင့်ကိုတိတ်ချစ်လုံးလို့နင့်ကိုဆုံးရှုံးရမှာကြောက်လို့လုံးမိတာပါငါသာသူ့ရဲ့အဆင့်တန်းကိုတည်ရင်ငါမှတတိအကျင့်တရားရှိရင်တောင်ဒီလိုစော်ကားရဲပါမလား နင်ရဲ့အဆန်မှုနဲ့မိုင်မဲမှုတွေကအားလုံးရဲ့အနာဂတ်ကိုတက်ပစ်လိုက်တာပဲ ရှန်ကျင်ရန်ကပိုးပြီးစိတ်ဆိုးမှန်ဆိုးနဲ့ကျိုးရွှန်းရဲ့မျက်နှာကိုလက်သေးတွေနဲ့ကုတ်ချစ်ဖြစ်တော့တယ်သူတို့နှစ်ယောက်ဟာလူအများကြီးရှိမှတင်အပြန်လန်လုံးထွေးတက်ပုတ်နေကြပြီးမြင်ကွင်းတစ်ခုလုံးကတကယ်ကိုရုပ်ပြက်ဆင်းပြက်နိုင်လာတယ်မန်နေဂျာချုပ်ဝန်ကတော့ကျမ်းပြင်ပေါ်မှာမလုံမရှက်ပြော့ခွေထိုင်နေပြီးစိတ်ပြက်လက်ပြက်နဲ့ရေရွတ်နေရှာတယ်လုံခြုံရေးဝန်ထမ်းချို့လည်းနောင်တတွေရနေကြပြီးတရုံလုံးမှာသူတို့ကိုဝင်ဖြန့်ဖြေပေးမဲ့လူတယောက်မှမရှိပဲစိတ်ပြက်စရာတပြင်းချတန်တွေနဲ့ပဲပြည့်နေတော့တယ်ကျွန်တော်ကတော့ဒီရေစရာကောင်းတဲ့ပြဆက်ဆိုးကြီးကိုအေးဆက်ဆက်နဲ့ပဲစောင့်ကြည့်နေပြီးစိတ်ထဲမှာပါခံစားချက်မှမရှိပါဘူးကျွန်တော်ထပ်ပြီးမနေတော့ပဲလှည့်ထွက်လိုက်ပြီးကြောပြင်ကိုဆန့်ကအေးစစ်စစ်ပဲထွက်ခွာလာခဲ့တော့တယ်ကားပေါ်ရောက်တော့ကားဆရာကိုဆေးရုံကိုမောင်းခိုင်းလိုက်တယ်ဒဏ်ရာတွေကိုတေချာမှတ်တမ်းနိုင်ပြီးဥပဒေအရအရေးယူဖို့အတွက်အထောက်ထားခိုင်ခိုင်လုံလုံသိသိထားဖို့ပေါ့ကားပြင်ပေါ်ကဒဏ်ရာလေးကိုလက်နဲ့ထိမိတဲ့အခါအနှဲငယ်နာကျင်မှုကိုခံစားလိုက်ရပြီးအဲ့ဒီနာကျင်မှုကကျွန်တော်ကိုပို့ပြီးတတိဝင်လာစေတယ်ရှန်စစ်ကုမ္ပဏီရဲ့ကြာဆုံးမှုကတိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးကုမ္ပဏီတွင်းကမကောင်းတဲ့ဇယိုက်ဆိုးကြီးတွေကပဲကုမ္ပဏီတစ်ခုလုံးကိုဆွဲချဖျက်ဆီးပစ်လိုက်တာ၃ရက်အတွင်းမှာပဲကျန်းချန်စီးပွားရေးလောကတစ်ခုလုံးမှာရှန်စစ်ကုမ္ပဏီရဲ့အရှုပ်တော်ပုံသတင်းတွေပြန့်နှံ့သွားတော့တယ်ကျွန်တော်တင်ပြခဲ့တဲ့တက်တေထောက်ထားတွေကခိုင်လုံလုံးလာကြောင်းအမှုကအောင်မြင်ခဲ့တယ်ဥပဒေအရတက်တေအခိုင်လုံနဲ့ကျိုးရွှန်းကိုတရားစွဲဆိုလိုက်ပြီးသူကတမင်တကာကိုထိလက်ရောက်ကျူးလွန်မှုနဲ့တရားသူကြီးရဲ့အမိန့်အရထောင်ဒဏ်6လပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတယ်တခြားပြစ်မှုကျူးလွန်ခဲ့တဲ့လူအလုံးလည်းဥပဒေအရအပြစ်ပေးခြင်းခံရပြီးထောင်ထဲကိုရက်တော်ကြာအတီးတီးရောက်ရှိသွားကြတော့တယ်ရှန်စစ်ကုမ္ပဏီကတော့ရုံးမထွက်နိုင်တဲ့ကက်ဆိုးကြီးနဲ့တကယ်ကိုရင်ဆိုင်လိုက်ရပြီရှန်ကျန်းဟိုင်လည်းတညရဲနဲ့စပင်းတွေဖြူခွေးသွားပြီးလူတကာစီလိုက်လံအကူအညီတောင်းပေးမယ်ဘသူစီကမှအကူအညီမရပဲအခုတော့လူသူမရှိ၆ကက်နေတဲ့ရုံးခန်းကျဲကြီးထဲမှာတယောက်တည်းရောင်ချာချာနဲ့ထိုင်နေရရှာတယ်ရှန်ချင်းရန်လည်းကောင်းကင်ဘုံကနေမြေပြင်ပေါ်ကိုဖုံးကနေပြုတ်ကျသွားတယ်လို့မျိုးအရင်ကမြင့်မြတ်လာတဲ့ရှန်မီသားစုရဲ့မန်နေဂျာချုပ်ဘဝကနေတမျိုးလုံးရဲ့လှောင်ပြောင်စရာအမုန်းခံဖြစ်သွားတော့တယ်ကျွန်တော်ကတော့ရှန်မီသားစုရဲ့ရှုပ်တော်ပုံပြဆက်ဆိုးကြီးကိုခေါင်းထဲကနေလုံးဝထုတ်ပစ်လိုက်ပြီးအလုပ်ထဲကိုပဲစိတ်ရောကိုယ်ပါနှက်မြုပ်လုပ်ကင်နေခဲ့တယ်လုပ်ငန်းတိုးချဲ့ဖို့အတွက်အလက်စားနဲ့အသေးစားကုမ္ပဏီတော်တော်များများစီကိုလည်းစက်တိုက်ဆိုသလိုတွားရောက်လေ့လာစစ်ဆေးခဲ့တယ်ရုံးခန်းထဲမှာအကူဝန်ထမ်းကတကားကိုတွန်းဖွင့်ဝင်လာပြီးအချက်လက်စာရွက်စာတမ်းချို့ကိုလာပေးတယ် မန်နေဂျာကဒါကမကြသေးခင်နှစ်အနည်းငယ်အတွင်းမှာထိုးထွက်အောင်မြင်လာတဲ့ကုမ္ပဏီတစ်ခုပါကုမ္ပဏီပမာဏကတိတ်မကြီးပေမဲ့နာမည်ကောင်းတော်ရှိပါတယ်ဝန်ထမ်းတွေကိုလည်းအချိန်ပိုတွေအတင်းမခိုင်းပဲခန်းစားခွင့်နဲ့လူမှုဖူလုံရေးတွေကိုအပြည့်အဝပေးထားတယ်အလုပ်သမားဥပဒေကိုလည်းတိတိကျကျလိုက်နာပါတယ်အဓိကကတော့တထေးဖြစ်သူကလူရိုးလူဖြောင်းဖြစ်ပြီးအလုပ်ကိုအခြေခိုင်ခိုင်နဲ့ကြိုးကြိုးစားစားလုပ်တတ်သူပါရှင် ဂူတီယန်ကစာရွက်စာတမ်းတွေကိုလှမ်းယူပြီးတိတိကျကျဖတ်ကြည့်လိုက်တယ်ဒီကုမ္ပဏီရဲ့နာမည်ကချန်ရှင်းနည်းပညာတဲ့ကုမ္ပဏီကတိတ်မကြီးပဲဝန်ထမ်းအနေငယ်ပဲရှိပေမဲ့သူတို့လုပ်ကိုင်နေတဲ့ပင်မလုပ်ငန်းကကိုစစ်အုပ်စုရဲ့လုပ်ငန်းတိုးချဲ့မဲ့စီမံကိန်းနဲ့ကွက်တီသွားကြနေတယ်အချက်လက်တွေအရကုမ္ပဏီတထေးချန်ချန်ကမိမိခြေထောက်ပေါ်မိမိရက်တီပြီးအောက်ခြေကနေဆွဲတင်လာတာဖြစ်ပြီးဝန်ထမ်းတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံဖို့အမြဲတမ်းဆွဲဆွဲမြဲမြဲစုပ်ကိုင်ထားသူဖြစ်တယ်ကုမ္ပဏီအခက်အခဲဆုံးအချိန်မှာတော့ဝန်ထမ်းတွေရဲ့လစာကိုတပြားတစ်ချက်မှမဖြတ်ခဲ့တယ်လို့ဝန်ထမ်းတယောက်ကိုမှလည်းအလုံးမထုတ်ခဲ့ဘူးဒါတင်မကသေးဘူးအခက်အခဲရှိတဲ့ဝန်ထမ်းတွေကိုတော့အိတ်ဆိုင်ပြီးထောက်ပံ့ကြေးတွေပေးခဲ့သေးတာဂူတီယန်ဖတ်ပြီးတော့မျက်လုံးထဲမှာချီးကျူးတဲ့အယောင်အဝါတွေထွက်ပေါ်လာပြီး ဒီကုမ္ပဏီပဲအချိန်အစီအစဉ်ဆွဲပြီးငါကိုယ်တိုင်တွားရောက်လေ့လာမယ် အစင်းမြင့်အရာရှိတွေကတော့အံ့ဩသွားကြပြီးဝိုင်းဝန်းဖြောင်းဖြကြတယ် မ
မန်နေဂျာသူဒီကုမ္ပဏီကတေးလုံးပါတယ်ပူပေါင်းဆောင်ရွက်လို့ရမယ်အကျိုးမြတ်ကလည်းတိတ်မရှိတာမို့လို့ကိုယ်တိုင်ထိတွားရောက်လေ့လာဖို့မတန်ပါဘူးခင်ဗျာ အကျိုးမြတ်ကအဓိကမဟုတ်ပါဘူး ဂူတင်ရန်ကခေါင်းခါရင်မျက်လုံးတွေကပြတ်သားမှုနဲ့တူ လူတစ်ယောက်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအဆင့်တန်းနဲ့စီကံရှိမှုကသာအရေးကြီးဆုံးပဲ 3 ရက်ကြာပြီးနောက်ဂူတင်ရန်ကချန်ရှင်းနည်းပညာကုမ္ပဏီစီကိုကိုယ်တိုင်ရောက်ရှိလာခဲ့တယ်ရှန်စစ်ကုမ္ပဏီရဲ့ခန္ဓာထေဝါလာတဲ့ရုံးခန်းကြီးနဲ့မတူပဲချန်ရှင်းနည်းပညာရဲ့ရုံးခန်းကတော့တာမန်ရုံးအဆောက်အုံတစ်ခုထဲမှာပဲရှိတာပါဝန်ထမ်းတွေရဲ့မျက်နှာပေါ်မှာတော့ပေါ်ပါလန်းဆန်းတဲ့အပြုံးတွေရှိနေကြပြီးအလုတ်ခွင်ပတ်ဝန်းကျင်ကတကယ်ကိုနှွေးထွေးပျော်ရွှင်စရာကောင်းလာတယ်တတိဖြစ်သူချန်ချန်ကတော့ရိုးသားအေးဆေးတဲ့တက်လက်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်ပြီးဂူတင်ရန်ကိုယ်တိုင်ရောက်လာတာကိုမြင်တော့ဝမ်းသာအားရဖြစ်လို့ဘာလို့ရမှန်းမသိပဲလက်ကိုလှမ်းဆွဲနှုတ်ဆက်ရင်း မန်နေဂျာသူခင်ဗျားလိုလူမျိုးကကျွန်တော်တို့လိုကုမ္ပဏီအသေးလေးကိုရောက်လာပေးတာတကယ်ကိုဂုဏ်ယူစရာပါပဲမန်နေဂျာသူကကျွန်တော်တို့ကိုသတိထားမိလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူး ဂူတင်ရန်ကပြုံးပြီးသူ့ကိုလက်ဆွဲနှုတ်ဆက်လိုက်တယ်ကုမ္ပဏီထဲမှာတပတ်ပတ်ကြည့်ရင်ဝန်ထမ်းတွေရဲ့လုပ်ငန်းခွင်စိတ်အားထက်သန်မှုတွေကိုမြင်ရပြီးဝန်ထမ်းတွေကသူတို့တစ်ထေးပေါ်ချီကျူးစကားပြောနေကြတာကိုကြားရတော့စိတ်ထဲမှာပိုပြီးသဘောကျသွားတော့တယ်ဝန်ထမ်းတွေကချန်ချန်အကြောင်းကိုပြောရင်ကျေးဇူးတင်စကားတွေနဲ့ပြည့်နေပြီးတစ်ထေးကသူတို့ကိုဘယ်တော့မှအနိုင်မကျင့်ကြောင်းပိတ်ရက်ခံစားခွင့်တွေအပြည့်အဝပေးတဲ့အပြင်အချိန်ပိုဆင်းရင်လည်းအချိန်ပိုကြီးကိုနှစ်ဆပေးကြောင်းပြောကြတယ်ပြန်ခါနီးမှာချန်ချန်ကစူးစမ်းကျင်စိတ်နဲ့မနေနိုင်ပဲမေးလိုက်တယ် မန်နေဂျာသူဒီလောကထဲမှာကျွန်တော်တို့ထက်အစပေါင်းများစွာကြီးမားပြီးအင်အားတောင့်တင်းတဲ့ကုမ္ပဏီတွေအများကြီးရှိရတာနဲ့ခင်ဗျားကဘာလို့ကျွန်တော်တို့နဲ့ပဲပူးပေါင်းဆောင်ရွက်ဖို့ရွေးချယ်ခဲ့တာလဲခင်ဗျာ ဂူတင်ရန်ကခြေလမ်းတွေကိုရက်လိုက်ပြီးချန်ချန်ကိုကြည့်ကတည်ငြိမ်ပြီးလေးနဲ့လာတဲ့လေတံနဲ့ မန်နေဂျာချန်ခင်ဗျားတို့ကုမ္ပဏီကတေးရမယ်စနစ်တကျရှိတယ်ဝန်ထမ်းတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ဥပဒေကိုလိုက်နာပြီးစီကံရှိတယ်ဒီလိုကုမ္ပဏီမျိုးကတညတဲ့နဲ့ချမ်းသာကြွယ်ဝမလာနိုင်ပေမဲ့ရေရှည်မှာတော့အဝေးကြီးကိုရှောက်လန်းနိုင်မှာတေးချတယ်ကုစစ်အုပ်စုကဒီလိုကုမ္ပဏီမျိုးနဲ့လက်တွဲပြီးရှေ့ဆက်သွားချင်တာပါ ချန်ချန်ကကြားပြီးတော့မျက်ရည်တွေဆုလာကဂူတင်ရန်ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်းရင်အတန်တွေတုံ့ရင်စွာနဲ့ စိတ်ချပါမန်နေဂျာသူကျွန်တော်တို့ခင်ဗျားရဲ့ယုံကြည်မှုကိုဘယ်တော့မှအပြတ်ခံမှာမဟုတ်ပါဘူးအလုပ်ကိုအကောင်းဆုံးဖြစ်အောင်ရိုးရိုးသားသားစူးစမ်းပြီးတော့ဂျူစစ်အုပ်စုရဲ့အတိမတ်ပြုမှုကိုအရှက်မခွဲပါဘူးခင်ဗျာ ချန်ရှင်းနည်းပညာနဲ့ပူးပေါင်းဆောင်ရွက်မှုကချက်ချင်းပဲတရားဝင်စတင်ခဲ့ပြီးအရာအလုံးကအလွန်အမင်းချုံးမွေ့ဆင်ပြေခဲ့တယ်ချန်ရှင်းနည်းပညာရဲ့အဖွဲ့သားတွေကအလုပ်ကိုအခြေခံခိုင်တဲ့တာဝန်တည်တည်လုပ်တတ်ကြပြီးဝန်ထမ်းတွေရဲ့တက်ကြွမှုကလည်းအမြင့်ဆုံးမှရှိနေတာကြောင့်စီမံကိန်းတိုးတက်မှုနှုန်းကမျှော်မှန်းထားတာထက်အဝေးကြီးကိုကျော်လွန်သွားခဲ့တယ်အကျိုးမြတ်ကထိပ်ကြီးတွေလောက်မများပေမဲ့ရရှိတဲ့ယွန်တိုင်းကတော့စိတ်အေးချမ်းသာစွာနဲ့ရိုးရိုးသားသားရရှိခဲ့တာပဲဖြစ်တယ်ဂူတင်ရန်လည်းနေတိုင်းအလုပ်ထဲမှာအလုပ်များနေခဲ့တယ်သူကမိမိရဲ့အတွေးခေါ်ယူဆအတိုင်းဂူစစ်အုပ်စုရဲ့အတွင်းပိုင်းစနစ်တွေကိုပြုပြင်ပြောင်းလဲခဲ့ပြီးဝန်ထမ်းတွေရဲ့ခံစား권လူမှုဖူလုံရေးတွေကိုပုံမကောင်းမွန်အောင်ဖြည့်ဆည်းပေးခဲ့တယ်အလုပ်သမားဥပဒေကိုတိတိကျကျလိုက်နာစေပြီးအခကျင်းဝင်မပေးဘဲအချိန်ပိုဆင်းခိုင်းတာတွေနဲ့ရုံတွင်ပိုကြဆိုးမှုတွေကိုလုံးဝအမြင့်ပြတ်ချေမှုပစ်ခဲ့တယ်ဝန်ထမ်းတိုင်းကိုနှွေးထွေးမှုနဲ့လေးစားမှုတွေကိုခံစားရစေခဲ့တာပေါ့ဂူစစ်အုပ်စုရဲ့ဝန်ထမ်းတွေဟာလုပ်ငန်းခွင်အပေါ်စိတ်အားထက်သန်မှုတွေပုံမမြင့်မားလာပြီးကုမ္ပဏီတွင်ပတ်ဝန်းကျင်ကလည်းတစ်နေ့ထက်တစ်နေ့ပိုပြီးကောင်းမွန်လာကကုမ္ပဏီရဲ့အကျိုးမြတ်တွေကလည်းဒုံးပြန်လို့အရှိန်ဟုန်နဲ့တိုးတက်အောင်မြင်လာခဲ့တော့တယ်ဒီနေ့မှာတော့ဂူတင်ရန်ကအလုပ်တွေကိုအကုန်ပြင်ဆင်ပြီးခါစားအားလက်ချိန်လေးမှာသတင်းတွေကိုရှောက်ကြည့်မိတယ်အဲ့ဒီအချိန်မှာမျက်စိထဲကက်လန့်ကြီးဝင်လာတဲ့သတင်းတစ်ပုဒ်ကတော့ ရှန်စစ်အုပ်စုကတော့တရားဝင်ဒေဝါလီခံလိုက်ရပြီဖြစ်ကြောင်းကြေညာရှန်ချင်းရန်ကိုလည်းဥပဒေအရဖမ်းဆီးရေးယူလိုက်ပြီဖြစ်ကြောင်း ဂူတင်ရန်ရဲ့လက်ချောင်းလေးကခဏရက်တန့်သွားပြီးသတင်းကိုတည်ငြိမ်တဲ့မျက်လုံးတွေနဲ့ပဲအဆုံးထိဖတ်လိုက်တယ်စိတ်ထဲမှာဘာလို့ခံမှုမှမရှိပါဘူးဒါကသူတို့ဘာသာသူတို့ရွေးချယ်ခဲ့တဲ့လမ်းပဲလေမကောင်းမှုတွေအများကြီးလုပ်ပြီးဥပဒေကိုမျက်ကွယ်ပြုခဲ့ရင်နောက်ဆုံးမှာတော့တံပြန်တက်ရောက်မှုကိုခံရမှာပဲသူကသတင်းကိုအตาရလေးပို့ဆွဲကြော်လိုက်တော့နောက်ထပ်သတင်းတစ်ခုကဂူစစ်အုပ်စုရဲ့တရားဝင်သတင်းကောင်းဖြစ်နေတယ် ကူစစ်အုပ်စုကယခု3လပတ်မှာအကျိုးမြတ်အမြင့်ဆုံးစံချိန်တစ်တင်နိုင်ခဲ့ဂူတင်ရန်ကလည်းကူစစ်အုပ်စုရဲ့ဥက္ကဋ္ဌရာထူးကိုမကြာမီဆက်ခံတော့မည်ဖြစ်ကြောင်း ဒီသတင်းကိုမြင်တော့ဂူတင်ရန်ရဲ့နှက်ခမ်းဖြားမှာစိတ်အေးချမ်းသာစွာနဲ့အပြုံးတစ်ခုထွက်ပေါ်လာတော့တယ်သူကဖုန်းကိုပိတ်လိုက်ပြီးသတင်းပေါက်အပြင်ဘက်ကိုလှမ်းကြည့်လိုက်မိတယ်အပြင်ဘက်မှာနေအောင်ကြီးကထုံးလင်းနေပြီးလေပြေလေးကလည်းအตาရတိုက်ခတ်နေကအရာအလုံးကမျောလင်းချက်တွေနဲ့ပြည့်နေနေတော့တယ်မနှက်ဖြန်ကြရင်သူကဂူစစ်အုပ်စုကိုတရားဝင်ဆက်ခံပြီးဥက္ကဋ္ဌကြီးဖြစ်လာတော့မယ်သူကမိမိရဲ့အတွေးခေါ်အယူဆတွေကိုစုပ်ကိုင်ပြီးဂူစစ်အုပ်စုကိုပုံမကြီးမှတောင့်တင်းအောင်ဦးဆောင်သွားမှာပါစီကံတွေကိုအမြဲဆွဲကိုင်ပြီးဝန်ထမ်းတွေရဲ့လစာကိုအကြောင်းမဲ့ဖျက်တောက်တာမျိုးဘယ်တော့မှမလုပ်သလိုဘယ်အလုပ်သမားကိုမှလည်းနှိပ်ကွပ်မှာမဟုတ်ဘူးရရှိတဲ့ခံစား권တွေကိုအာမခံပေးပြီးဝန်ထမ်းတိုင်းကိုလေးစားကစူးစမ်းမှုတိုင်းကိုကာကွယ်ပေးသွားမှာဖြစ်တယ်ဂူစစ်အုပ်စုကိုတကယ်ပဲနှွေးထွေးမှုရှိတဲ့ကိုချင်းစာတရားရှိတဲ့တာဝန်ယူမှုရှိတဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်လာအောင်လှုပ်ဆောင်သွားမှာပါသူအမြဲတမ်းဆွဆွမြဲမြဲယုံကြည်ထားတာကလုပ်သမားတွေမှာလည်းဂုဏ်သိက္ခာနဲ့ပျော်ရွှင်မှုတွေရှိဖို့လိုအပ်တယ်လို့စီကံရှိတဲ့ကုမ္ပဏီမျိုးမှသာရေရှည်မှာတည်ငြိမ်ပြီးအဝေးကြီးကိုရှောက်လန်းနိုင်မှာဖြစ်တယ်ဆိုတာပါပဲ